ပါတယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာပရာလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ကျိန်ဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်အုံတော်ရွာရဲ့မနက်ခင်းတစ်ခုရွာဝင်လမ်းမှာရှိတဲ့ညောင်ပင်ကြီးရဲ့အောက်မှာကလေးငယ်တစ်တိုင်းပျော်ရွှင်စွာအော်ဟစ်ဆော့ကစားနေခြင်းအသက်8နှစ်အရွယ်ကလေးမလေးတစ်ယောက်ကညောင်ပင်ကြီးရဲ့အနားကိုရောက်လာတယ်။ကလေးမဟာညောင်ပင်ကြီးရဲ့မလန်းမကန့်မှာရက်ရင်စော်ကစားနေတဲ့ကလေးတွေကိုငေးကြည့်နေတယ်။သူမရဲ့ရင်ထဲမှာရွယ်တူကလေးတွေနဲ့အတူခုံပေါက်စော်ကစားခြင်းစိတ်တွေဖြစ်ပေါ်လာတယ်။ဒါကြောင့်ညောင်ပင်ရှိရာကိုပြေးသွားရင်ဟဲ့နင်တို့ကစားတဲ့တဲမှာငါလဲပါမယ်။ဒီလိုပြောလိုက်တယ်လေ။အတန်ကြောင့်စော်ကစားနေတဲ့ကလေးတွေကသူ့စီကိုအကြည့်ရောက်လာတယ်။ညတိညစ်ပတ်နဲ့အင်ကြီးစုပ်ဝစ်ထားတဲ့သူ့ကိုမြင်တဲ့အခါမှာကလေးတွေကနှာခေါင်းရှုံသွားကြတယ်။ဒီအချိန်မှာပဲကြစ်ကန်ကန်မျက်နှာထားနဲ့ကောင်လေးတယောက်ကသူ့ရဲ့အနားကိုရှောက်လာတယ်။ဒါကလူတွေကစားတဲ့နေရာကဲပါတွေကစားတဲ့နေရာမဟုတ်ဘူး။ကဲပါဆိုတာတရောင်းစားဟာသူများပေးမှကြွေမှစားရတဲ့သူလို့ငါအမေကပြောဘူးတယ်။ဒီမှာစော့နေတဲ့သူတွေအားလုံးကလေရှင်သားသမီးတွေကြီးပဲ။ကဲပါမလေးသွားစမ်းကွာ။ကြစ်ကန်ကန်ကောင်လေးကရိုင်းပြစွာပြောရင်းနဲ့သူ့ကိုစောင့်တွန်းလိုက်တယ်။ကလေးမလေးကစောင့်တွန်းခံရတာကြောင့်မြေပေါ်မှာဖင်ထိုင်ရက်လဲကျသွားရှာတယ်။ကလေးတွေကသူမကိုကြည့်ပြီးတော့လှောင်ပြောင်ရီမောလိုက်ကြတယ်။ကလေးမကလှောင်ပြောင်ခံရတာကြောင့်တဟီးဟီးနဲ့ငိုကြွေးရင်မြေပေါ်ကနေကုန်းထားလိုက်တယ်။ပြီးတော့ကလေးအုပ်ထဲကနေထွက်ပြေးဖို့အတွက်ပြင်လိုက်တယ်။ဒီအခါမှာကြစ်ကန်ကန်ကောင်လေးကသူမရှိကိုခြေထိုးခံလိုက်တယ်။သူမကကောင်လေးရဲ့ခြေထိုးမှုကြောင့်မြေပေါ်ဝက်လျားမောက်ကလဲကျသွားတော့တယ်။အကြမတော်တဲ့အတွက်အုတ်ခဲနဲ့မျက်နှာစောင့်မိပြီးတော့ပါဇက်ကသွေးတွေထွက်လာတယ်။ကလေးမလေးကပါဇက်ကိုလက်ခုံနဲ့တုပ်ရင်သွေးတွေကိုမြင်တဲ့အခါလန့်ဖြန့်ပြီးတော့အော်ဟစ်ငိုယိုလိုက်တယ်။ပြီးတော့ပါဇက်ကိုလက်နဲ့အုပ်ကအဲ့ဒီနေရာကနေပြေးထွက်သွားတယ်။ကြစ်ကန်ကန်ကောင်လေးကသူမရဲ့ကြောပြင်ကိုကြည့်ကသဘောကျဟန်နဲ့ဟာကိုနေရာကိုမသိတဲ့ကဲပါမလေးတကြီးရဲ့မြီဖိုးလုံးကြောင်တိသွားပြီဟိဟာဒီလိုလောင်ပြောင်ရင်းနဲ့ဟားတိုက်ရီမောလိုက်တော့တယ်ဖွားဖွားကျုပ်ကိုဝိုင်းပြီးတော့အနိုင်ကျင့်လိုက်ကြတယ်အိမ်ရှိစီယာအတန်ကြောင့်ဒေါ်ဦးစာတောင်ဝေးကိုအားပြုထောင်ရင်အပြေးတစ်ပိုင်းထွက်လာတယ်မိမလေးအိုပြေးကပါဇက်မှာလဲတွေးတွေစီးကြနေရဲ့လေမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဒေါ်ဦးစာရှင်ဘက်ကိုဖိရင်ဟဲ့မိမလေးဘလို့ဖြစ်လာတာလဲအဖွားရှင်နေထိတ်လိုက်တာကွယ်ဒီလိုရရွတ်ပြီးတော့မီးဖြစ်သူနဲ့အတူအိမ်ရှိကပြင်းလေးမှာထိုင်ချလိုက်တယ်။အိုပြည့်လေးဟာငိုကြီးချက်မှနဲ့ကျုပ်ကိုတကြီးမီဖိုးလုံးတို့ဝိုင်းပြီးတော့အနိုင်ကျင့်နေသူကြောင့်ကျုပ်သွားတွေကျိုးသွားတာပြီးတော့သူကကျုပ်ကိုကဲပါမလို့လည်းပြောတယ်။ဒီလိုတိုင်တန်းလိုက်တော့တယ်လေ။ကဲပါမဆိုတဲ့စကားကြောင့်ဒေါ်ဦးစာအသားဆက်ဆက်တုံမတက်ဒေါသထွက်သွားကဘာတကြီးရဲ့မြီအရိုင်းဆိုင်ကောင်ကငါမြီကိုအဲ့လိုပဲပြောသလားတွေ့ကြသေးရပေါ့လောင်ငါမြီအဖွားနဲ့လိုက်ခဲ့စမ်းဒီလိုကျုံဝါရင်နဲ့တကြီးရဲ့အိမ်ဘက်ကိုထွက်ခဲ့တယ်တကြီးအိမ်ရှိကိုရောက်တဲ့အခါဒေါ်ဦးစာတောင်ဝင်းနဲ့ချက်စီးရုပ်ကိုတပုံးပုံးနဲ့ရိုက်ရင်ဟဲ့တကြီးဆိုတဲ့ကောင်ထွက်ခဲ့စမ်းဒီလိုအတန်အော်ကြီးနဲ့အော်ဟစ်လိုက်တယ်လေအိမ်ရှိစီယာခေါ်တဲ့ကြောင့်တကြီးပိုးကောင်ကလမ်းပြန်ပြီးတော့ဆင်းလာတယ်ဒေါ်ဆောင်မြင်တဲ့အခါတကြီးဟာအကြီးကျယ်မျက်နှာပြတ်သွားတယ်။ပြီးတော့ခြေလမ်းကျိန်းနဲ့ဒေါ်စာရှိရာကိုရှောက်သွားတယ်။ဒေါ်စာဟာတကြီးပိုးကောင်ကိုအစိမ့်လိုက်ဝါစာမတက်စူးစိုက်ကြည့်ရင်ဟဲ့ပိုးကောင်နင့်မီဖိုးလုံးဘဲမလဲဒီမှာကြည့်စမ်းနင့်မီလှုပ်လို့ငါမီသွားကျိုးသွားပြီခေါ်လိုက်စမ်းမိမစုံမဘိုးရီမစုံမတဲ့ဟာကိုဒီလိုပြောတဲ့အခါမှာတော့တကြီးဟာမျက်နှာကြီးရဲသွားကကျုံမီးမရှိဘူးခမားမီသွားကြုတ်တာကျုံမီးနဲ့ဘာဆိုင်လို့တော့ဒီမှာဖွားစောစောစီစီအိမ်ကိုလာပြီးတော့အော်ဟစ်မနေနဲ့စက်တီရုပ်တယ်ဒီလိုပြန်ဟောက်တယ်လေဘာပြောတယ်ငါကစက်တီရုပ်တယ်ဟုတ်လားနင့်မီရုပ်မှာရိုင်းဆိုင်လို့ငါတို့ဒီကိုရောက်လာတာဟဲ့လောကမှာတန်ရာတန်ကြီးဆိုတဲ့စကားရှိတယ်နင့်မီခြေထိုးခံလို့ငါမိမလေးတွားကျိုးသွားပြီထိုက်တန်နဲ့ရော်ကြီးရမှကြည်နှက်မယ်ဟိဒေါ်စာရဲ့စကားကြောင့်တကြီးပူးကောင်ဟာပြုံးပြုံးကြီးနဲ့အော်လက်ဆက်သက်တော့
ခမကြီးကအယောလိုချင်လို့လာတာကိုကျုံမီဖိုးလုံးကြောင့်ဖြစ်တာမှန်အယောပေးရတာပေါ့ကဲပြောစမ်းငွေဘလောက်လိုချင်လဲပိုးကောင်တို့ကရိုးရိုးတကြီးမဟုတ်ဘူးနော်ထန်းတော်တွေအများကြီးပိုင်တဲ့တကြီးပြပြောလိုက်စမ်းပါဒီလိုမျက်နှာကိုချီပြီးတော့ပြောလိုက်တယ်ဒေါ်ဥစားတကြီးပိုးကောင်ရဲ့စကားကြောင့်အန်နီကိုတင်းနေအောင်ကြိတ်လိုက်တယ်တောင်ဝိတ်ကင်ထားတဲ့သူ့ရဲ့လက်တစုံဟာခံပြင်းစိတ်ကြောင့်တဆန်းဆက်တုံနေရဲ့ပြီးတော့တကြီးကိုစူးစိုက်ကြည့်ရင်ငါလိုချင်တာငွေမဟုတ်ဘူးနင့်မီဖိုးလုံးရဲ့သွားတစ်ချောင်းပဲငါမီသွားကျိုးတလို့နင့်မီရဲ့သွားကိုပြန်ချိုးရမှငါကြည့်နှက်မယ်ဒေါ်စားရဲ့စကားကြောင့်တကြီးဟာမျက်လုံးအစုံပြူးကျယ်လို့သွားတယ်ပြီးတော့ဒေါသတကြီးအမူအရာနဲ့အိုးမဖြစ်နိုင်ဘူးခမကြီးယူနေသလားဘာလို့ကျုပ်မီရဲ့သွားကိုပြန်ချိုးရမှလဲခမရုံမာလာကြည်လားဒီလိုအော်ဟစ်လိုက်တော်တယ်လေဒေါ်ဥစားမိဝင်းဝင်းတောက်နေတဲ့မျက်လုံးတစုံနဲ့တကြီးကိုကြည့်ကဒါတင်မကဘူးနင့်မီးကငါမီးကိုကဲပါမလို့ပြောခဲ့တယ်ဒါခလေးပြောရမယ်စကားလားနင်တို့လူကြီးတွေမြှောက်ပေးလို့ငါတို့အပြောခံရတာငါတို့ဘာသာကဲပါမကလို့ဘာပဲဖြစ်ဖြစ်နင်တို့ပြောစရာမလိုဘူးဒီလိုပြောလိုက်လေတော့တယ်လေဒီအချိန်မှာပဲတကြီးရဲ့သမီးကြီးမအနားကိုရောက်လာတယ်ဟဲ့ကဲပါမမို့လို့ကဲပါမလို့ပြောတာနာမနေနဲ့လေကျုပ်ရဲ့လက်ကပါမရွေးဘူးနော်အိုကြီးအိုမာတွေဘာတွေနားမလဲဘူးစော်ကားရင်ပါကိုဖြောင်းကနေရိုက်ပြမှာဒီလိုကက်ကက်လန်ရန်တွေ့ရလေကြီးမရဲ့စကားကြောင့်ဒေါ်ဦးစာရဲ့ဒေါသကငယ်ထိတ်ကိုစောင့်သွားတယ်အေးဟုတ်တယ်ကဲပါမမျိုးကနစ်သားလို့မရိုက်ဘူးဟဲ့ပိုးကောင်ဆိုတဲ့ကောင်ကြီးမဆိုတဲ့ကောင်မကဲပါမဒေါ်အိုစာရဲ့အကြောင်းနင်တို့ကောင်းကောင်းသိစေရမယ်ငါမီးသွားတစ်ချောင်းကြိုးတာနင်တို့မိသားစုအတွက်မိုးပြူတာထက်ပိုဆိုးသွားပြီဒါကိုအယိုးဆွဲအောင်မှတ်ထားလိုက်စမ်းဒီလိုကျုံးသွားပြီးတော့ခြာကနေလှည့်ထွက်သွားတယ်ဒေါ်ဥစားလှည့်ထွက်သွားတဲ့အခါတကြီးသမီးကြီးမကငအေးအမြန်လာစမ်းဒီလိုအိမ်စီတယောက်ကိုအော်ခေါ်လိုက်တော့တယ်ငအေးရောက်လာတဲ့အခါကြီးမဒေါ်ဥစားရက်သွားတဲ့နေရာကိုလက်ညှိုးထိုးရင်ကဲပါရီရက်သွားတဲ့နေရာကိုနွားတို့နဲ့ရေဆေးပစ်စမ်းအလကားကဲပါမျိုးတွေစက်တည်ရုပ်တယ်ဒီလိုစိတ်ခိုင်းပြီးတော့ခြေဆောင်နေကထွက်သွားလေတော့တယ်နေဝင်ရီတရောအချိန်တခုတကြီးပိုးကောင်တယောက်အိမ်ထဲခောက်တိုးခောက်ပြန်လမ်းလျှောက်ရင်ခေါင်းပူမိတောက်ဖြစ်နေရရှာတယ်ဒီအချိန်မှာပဲတကြီးသမီးကြီးမရောက်လာတယ်အဖကျုပ်တို့တော့ကိုကျိုးနေပြီးဖိုးလုံးကိုဘယ်မှရှာလို့မတွေ့ဘူးတော့ဒီလိုမျက်ပြူးမျက်စံပြားနဲ့ပြောလာတယ်လေတကြီးတပည့်ငအေးတို့အုပ်စုကဟုတ်တယ်တကြီးကျုပ်တို့တရွာလုံးနှံ့နေပြီးဖိုးလုံးကိုမတွေ့ဘူးဒီလိုဝိုင်းပြောကြတယ်တကြီးပိုးကောင်ကတော့စိတ်ရှုပ်ထွေးစွာနဲ့ခလေးတယောက်တောင်မရှာနိုင်ဘူးဆိုတော့နင်တို့လူမလုံနဲ့တော့မျက်သာစားကြဟေးမျက်သာစားကြတော့ဟိုမိမကြီးလက်ချက်ပဲဖြစ်ရမယ်ဒီလိုပြောလိုက်တဲ့အခါမှာတကြီးသမီးကြီးမကငိုကြီးချက်မနဲ့ဘယ်မိမကြီးလဲအဘရဲ့အဘသိရင်မြင်ပြောစမ်းမှာတော့ဒီလိုစိုးရင်တကြီးနဲ့မေးလိုက်လေတော့တယ်တကြီးဖိုးကောင်ကအန်ကိုတင်းတင်းကြိတ်ကကဲပါမျိုးဒေါ်အိုစာဒီလိုအန်ကျိတ်တိုင်နဲ့ပြောလိုက်တယ်ဒီအခါမှာတကြီးတပည့်ငအေးကဒါဆိုဖိုးလုံးလေးကိုဒေါ်အိုစာကြီးပြန်ပေးဆွဲသွားတာပေါ့ဒီလိုဝင်ပြောတဲ့အခါမှာတော့တကြီးကငအေးရဲ့ခေါင်းကိုအုံကနေထုလိုက်တယ်ပြန်ပေးဆွဲတာမဟုတ်ဘူးဟေငါမီးကိုမိတ်ဆာမအသက်နှုတ်မှာဒင်းကျိန်နေရမကြောက်လားသူ့မီးသွားတစ်ချောင်းကျိုးတဲ့အတွက်ငါတို့တမိသားစုလုံးမိုးပြိုသလိုခံစားရမယ်တဲ့ဟဲ့တမိကြီးမအဘတို့ဘာလုပ်ကြမလဲအဘပြောမှကျုပ်တတိရတယ်တော့ဟုတ်တယ်ကျုပ်သားကိုဒေါ်ဦးစာဖမ်းထားတာသိကြပြီသူပြောသလိုကျုပ်ကလေးရဲ့သွားတွေကိုအစိမ့်လိုက်ဆွဲနှုတ်ပစ်လိုက်ရင်တော့ဖះကျုပ်တွေးတော့မတွေးဝင်းတော့ဘူးအဘရဲ့ကျုပ်တို့ကဲပါမကြီးစီကိုအမြန်သွားရအောင်ဒီလိုပြောရင်းနဲ့အိမ်အောက်ကိုပြေးဆင်းသွားတယ်တကြီးနဲ့တကြီးတပည့်တွေကလည်းကြီးမရဲ့နောက်ကိုပြေးလိုက်သွားကြတယ်သူတို့အားလုံးရဲ့ရှင်နဲ့တောကမီးတွေတဟုံးဟုံနဲ့တောက်လောင်နေတော့တယ်မီးဆုံးတောက်တဲ့ညဒေါ်ဥစားဟေးဒေါ်ဥစားထွက်ခဲ့စမ်းပါတကြီးပိုးကောင်ရဲ့အတန်ကြောင့်ဒေါ်ဥစားရဲ့ခြံဆောင်ခွေးနှစ်ကောင်ဟာခြံနောက်ဘက်ကနေထွက်လာပြီးတော့ဝေါင်းကနေထိုးအောင်ကြိုင်တကြီးပိုးကောင်တို့လူစုကအမောင်တဲမီးဆုံးလိုမျက်လုံးတောက်ကြီးနဲ့ခွေးနဲ့ကြီးတွေကြောင့်နောက်ကိုတွန့်သွားကြတယ်ခွေးနဲ့ကြီးနှစ်ကောင်ဟာပိတ်ထားတဲ့ခြံတကားဝမှာရက်ကအဆက်မပြတ်ထိုးခေါင်နေရဲ့
ဒီအချိန်မှာပဲငနီးငနက်လာကြစမ်းဒီလိုဒေါ်ဥစာရဲ့အတန်အော်ကြီးကိုကြားလိုက်ရတယ်ဒေါ်ဥစာမိအိမ်တစ်ဖက်တောင်ဝေးတစ်ဖက်ကရင်ဆန်ဝါကိုရှောက်လာတယ်တကြီးကိုလူစုဟာသပင်ဖယိုဖယဲနဲ့ဆောင်စုပ်ကြီးထုံလန်းထားတဲ့ဒေါ်ဥစာကိုကြည့်ကကြော်တဲ့စိတ်ကနေဖြစ်သွားတယ်တကြီးတပည့်ငယ်အေးကတကြီးဒီမိမကြီးကိုညဘက်မြင်ရတာမကောင်းဆိုးဝါးတကောင်လိုပဲကျုပ်သူ့ကိုကြည့်ပြီးတော့ကြောစိတ်လာတယ်လို့ခေါင်းမွေးတွေပါထောင်လာတယ်ဗျကျုပ်တို့လာမိတာမှားပြီထင်တယ်တကြီးကိုတီးတိုးပြောတော့တယ်လေတကြီးဟာငအေးကိုတထောင်နဲ့တွတ်လိုက်ရင်ငြိမ်နေဖို့အတွက်အချက်ပြလိုက်တယ်ဒေါ်စာခြံဝအောင်ရောက်တဲ့အခါမျက်မှောင်ကျုံကမိအိမ်ကိုမြှောက်ကြည့်လိုက်တယ်မိအိမ်ရဲ့အလင်းရောင်အောင်မှာတကြီးတို့လူစုရဲ့မျက်နှာတွေကိုထင်းကနေမြင်လိုက်ရှာတော့တယ်။အော်ငါကဘသူများလဲလို့လူမဟုတ်တဲ့တရိတ်ဆန်တွေကိုသွားဒါလူနေတဲ့နေရာတရိတ်ဆန်တွေရဲ့တောမဟုတ်ဘူးထွက်သွားကြ။ဒေါ်စာရဲ့မောင်းထုံမှုကြောင့်တကြီးသမီးကြီးမကဆွဆွခုန်သွားကရှင်မရိုင်းလာကြည်လားတကြီးသမီးကြီးမတဲ့တမပဲရှိရဲ့ဆန်တကားဖွင့်စမ်းဒီလိုဒေါသတကြီးနဲ့ပြောလိုက်တဲ့အခါဒေါ်စာကနေရကြီးမနင့်ဖေဟာပိုးကောင်နင်တို့တမျိုးလုံးတရိတ်ဆန်နေကြည့်ပဲနာမနေနဲ့ဟဲ့ဒါငါအိမ်တော်ရင်းတရိတ်ဆန်နေလာရမယ်နေရမဟုတ်ဘူးဟဲ့ဒီလိုထက်မှန်ပြောလိုက်လေတော့တယ်ဒေါ်စာခမကြီးတိတ်လွန်နေပြီနော်ဘယ်မှာလဲကြုံကြီးအခုချက်ချင်းခေါ်ပေးတကြီးပိုးကောင်ရဲ့စကားကြောင့်ဒေါ်စာကဟားတိုက်ရီမောလိုက်ကတေလေးတရားကြတဲ့လူတွေပဲနေမီးကိုငါအိမ်ခေါ်ပြီးတော့ထမင်းကျွေးရလောက်အောင်ငါမှတရားစိတ်မရှိဘူးစက်တီးမဲတဲ့တရိတ်ဆန်မျိုးတွေအခုချက်ချင်းပြန်လှည့်စမ်းဒီလိုအတန်အော်ကြီးနဲ့အော်ဟစ်ပစ်လိုက်တယ်ဒီစကားကြောင့်တကြီးဟာဆွေးဆွေးခုံမတက်ဒေါသထွက်သွားတယ်ကျုပ်ကိုတရိတ်ဆန်မျိုးလို့မပြောနဲ့ကျုံမိပါတွေကကျုပ်ကိုချစ်စနူးနဲ့ပိုးကောင်လို့ခေါ်ခဲ့တာဗျတရိတ်ဆန်မျိုးမဟုတ်ဘူးတနေ့တကြောမှာထန်းတော်တွေလက်ညှိုးထိုးမလွဲအောင်ပိုင်ဆိုင်တဲ့တကြီးဗျတကြီးခမည်းကျုံမီးကိုဖမ်းထားတယ်ဘယ်မှာလဲကျုံမီးမဟုတ်လို့ကတော့ခြံတကားတွေဖြတ်ပြီးတော့ဝင်ရှာရလိမ့်မယ်နော်ဒီလိုပြောလိုက်လေတော့တယ်လေတကြီးရဲ့မန်ဝင်းတဲ့စကားကြောင့်ဒေါ်ဦးစာတောင်ဝင်းကိုဒုံးကနေစောင့်ချလိုက်တယ်ဒီအချိန်မှာပဲခွေးနဲ့ကြီးတကောင်ဟာဟောင်းကနေထိုးအောင်လိုက်တော့တယ်ခွေးအောင်တဲ့အဆုံးမှာပဲဂျင်းကနေမူးချင်းတန်နေတူလျှက်စစ်တွေကောင်းကင်ပေါ်မှာဖြတ်ခနဲ့လက်သွားတယ်တကြီးရဲ့တပည့်တွေကဒီဖြစ်စဉ်ကိုတတိပြုမိသွားပြီးတော့တကြီးရဲ့နာကိုကြောက်အားလန့်အားနဲ့ပြေးကပ်လိုက်ကြတယ်ဒေါ်စာကလည်းတကြီးရဲ့တပည့်တွေရဲ့အခြေအနေကိုရိတ်စားမိရဲ့လေဒါကြောင့်သူတို့အားလုံးကိုလက်ညှိုးငေါငေါထိုးကခုချက်ချင်းငါချန်ရှိကနေထွက်သွားကြဒီအိမ်ထဲမှာတရိတ်ဆန်မျိုးဆိုလို့ငနီနဲ့ငနက်ပဲရှိရဲ့ဒါကိုနားမထောင်ပဲဆက်လုံနေမယ်ဆိုရင်ငါရဲ့မမြင်အပ်တဲ့စောင်းရှောက်တွေနဲ့တိုင်လွတ်လိုက်ရလိမ့်မယ်ကဲဘလို့လဲဒီလိုအတန်အောင်းကြီးနဲ့တခွန်းချင်းပြောလိုက်တယ်ဒေါ်စာရဲ့ချောင်းလန့်စကားကြောင့်တကြီးတပည့်ငအေးကတကြီးအဖွားရဲ့တန်မကောင်းဆိုးဝါးပူးနေတယ်လို့ကြောက်စရာကြီးပါလားကျုပ်တို့ကိုသူမွေးထားတဲ့တရေတွေနဲ့တိုင်ဒုက္ခပဲကျုပ်တို့ပြန်မဖြစ်မယ်ဒီလိုကတုံကရင်နဲ့ပြောလိုက်တယ်ငအေးရဲ့စကားကြောင့်တကြီးကဘာလို့ရှာမှန်းမသိအောင်တွေးဝေသွားတော့တယ်ဒီအချိန်မှာပဲတကြီးဖိုးလုံးကိုပြန်တွေ့ပြီပြို့တောဆက်ထိသွားပြီးတော့ငှက်ပစ်တာလေကျုပ်တို့ရောက်တော့ကြောက်တုံးပေါ်မှာအိပ်ပျော်နေတာတွေ့တယ်ဒါပေမဲ့ဖိုးလုံးသွားကျိုးသွားတယ်ရွာသားတယောက်ကပြေးလာရင်းနဲ့ပြောတယ်ဘာငါမြည်သွားကျိုးသွားတယ်ဟုတ်လားဘာလို့ကျိုးရတာလဲကွာတကြီးရဲ့မျက်မှောင်ကြုံပြီးတော့အွန်လိုင်းတဲ့အတန်ကြောင့်ရွာသားတွေကလန့်ဖြန့်ကဖိုးလုံးပြောတာတော့လေတောဆက်မှာပြင်းရင်လဲကြလို့ကျိုးတယ်ဆိုပဲသွေးမတိတ်လို့ကျုပ်တို့တော်မှမနေ့လှုပ်ပေးလိုက်ရတယ်ဒီလိုပြန်ပြောပြတယ်ရွာသားရဲ့စကားကြောင့်ကြီးမဟာရင်ဘက်ကိုဖိရင်အမလီတော်ကျုပ်သားလေးတော့ကိုကျိုးနေပါပြီသားလေးဖိုးလုံးရေးဆိုပြီးတော့ကြောင်ချောက်ချာရေရွတ်ကထွက်ပြေးလာတော့တယ်တကြီးပူးကောင်တယောက်အန်ကိုတင်းနေအောင်ကြိတ်ထားရှင်ဒေါ်စာဒါခမည်းကျိန်လို့ဖြစ်တာပဲခမည်းကိုကျုပ်လုံးဝမကြိတ်နှက်ဘူးခမည်းဟာကဲပါမကြီးမဟုတ်ဘူးကဝေမကြီးဒီလိုမကြည်မနဲ့ရေရွတ်ပြီးတော့လှည့်ထွက်သွားတယ်ဒီအခါမှာဒေါ်စာစံတကားကိုစက်ကနေဖွင့်လိုက်တယ်ခြံဆောင်ခွေးနှကောင်ကဝုန်းကနေပြေးထွက်လာပြီးတော့တကြီးတို့ကိုလိုက်ဆွဲလေရောတယ်ခွေးနှကောင်ရဲ့လိုက်ဆွဲမှုကြောင့်တကြီးတို့လူစုဟာဝယုံသုံးကားဖြစ်ကုန်တယ်ဒေါ်စာတောင်ဝိတ်ကိုစုပ်ကိုင်ရင်ရှင်ကောင်းတန်ရင်နဲ့ဟားတိုင်ရီမောလိုက်တယ်လာမိုင်ည
ဒေါ်စာတို့မိဖွားကမိအိမ်လေးကိုငိမ့်သက်ပြီးတော့အိယာဝင်ခဲ့ကြတယ်အိယာတွေကိုရောက်တဲ့အခါဦးပြည့်လေးကအဖွားကျုပ်တို့လူတွေကဘာလို့ကဲပါလို့ပြောကြတာလဲဒီလိုမေးလာတယ်လေဦးပြည့်လေးရဲ့စကားကြောင့်ဒေါ်စာတက်ပြင်းကိုချကဒီအကြောင်းတွေအစအဆုံးပြောရင်ငါမြည်နားလည်မှာမဟုတ်ဘူးအဖွားတို့ကမျိုးရိုးစင်ဆက်ဖះရဲ့ဝေယဝိဆကိုလောက်ကင်ခဲ့ရတယ်တကယ်တော့အဖွားတို့ရဲ့ဘဝကကျိန်စာတင်လူသားတွေပါပဲအဖွားတို့ကဘလောက်ပဲငွေကြေးချမ်းသာပါစေစတိအနေနဲ့တော့ဖះမှာတောင်းရနေရမှာဒါတွေငါမြည်မသိချင်ပါနဲ့ကွယ်ငါမြည်ကြီးလာရင်လေဒီလောက်ကိုမပြတ်မကွက်ဆက်လုပ်ရလိမ့်မယ်ဒါဟာကြီးမားတဲ့တာဝန်တစ်ခုဖြစ်တယ်လို့အစဉ်အဆက်လုပ်ရမယ်အလုပ်တစ်ခုလည်းဖြစ်တယ်သူများတွေဘာပြောပြောငါမြည်အားငယ်စရာမလိုလူဆိုတာကိုယ်လုပ်ကိုလုပ်ရမယ်ကိုယ်အကြောင်းကိုကလွယ်ပြီးတော့ဘယ်သူမှပုံမသိနိုင်ဘူးဒီဘဝမှာဒီလိုဖြစ်ဖို့အကြောင်းကပါလာပြီဆိုတော့ကဲညင်းနေပါပြီမိလေးလည်းအိတ်စီရောဒီလိုပြောကအုပ်ပြည့်လေးကိုချော့သိမ့်လိုက်တယ်ခဏကြာတော့အုပ်ပြည့်လေးအိပ်ပျော်သွားတယ်ဒီအချိန်မှာပဲငနီတို့ရဲ့ထူးအောင်တန်ကိုကြားလိုက်ရတယ်ဒေါ်စားလည်းစိတ်ထင်သွားကအိယာကနေထလိုက်တော့တယ်ပြီးတော့မိရင်ကိုထူးညှိပြီးတော့တဲအိမ်လေးပေါ်ကနေတိတ်တဆိတ်ဆင်းခဲ့တယ်ဒီအခါမှာတော့ခြံစည်းရိုးဆက်မှာအတုံးအယုံတင်နေတဲ့ခွေးနှကောင်တွေ့လိုက်ရတယ်ဒေါ်စားမျက်လုံးတစုံပြူးကျသွားကဖះငါခွေးတွေအစိတ်ကခံလိုက်ရပြီဒါတကြီးစုပ်ရဲ့လက်ချက်ပဲဖြစ်ရမယ်ငနီနဲ့ငနက်ကငါသားလိုချစ်တဲ့ခွေးတွေငါသားတွေကိုအစိတ်ခတ်တဲ့တကြီးစုပ်တွေ့ကြသေးတာပေါ့ဒီလိုကျုံးဝလိုက်တော့တယ်ဒေါ်စာကစိတ်မကောင်းစွာပဲခွေးတွေနှကောင်ကိုဒရွတ်ဆွဲပြီးတော့ခြံနောက်ကိုထွက်ခဲ့တယ်ခြံနောက်ကိုရောက်တော့မြေချင်းတူးပြီးတော့ခွေးတွေကိုမြေမြုပ်လိုက်တယ်မြေမြုပ်ပြီးရဲ့အခါဒေါ်စာကမြေပုံကိုစိတ်မကောင်းစွာနဲ့ကြည့်နေချိန်မှာပဲတူဦးနဲ့ခွေးဥတန်ကိုကြားလိုက်ရတော့တယ်ဒေါ်စာကလေးလံနဲ့ခြေလန်းနဲ့တဲအိမ်လေးရှိရာကိုအမြန်လျှောက်သွားခဲ့တယ်သူ့ရဲ့ရင်ထဲမှာတော့တကြီးပူးကောင်အမုန်းစည်းပွားတွေတဖွာဖွာကျလို့နေရဲ့စိတ်တစီတကြီးပူးကောင်တယောက်မှန်ရှိရရင်ခေါင်းဖိဖို့အတွက်ပြင်နေခြင်းမှန်နေကြည့်လိုက်တော့ဒေါ်စာရဲ့ဟားတိုက်ရီမောနေတဲ့မျက်နှာကြီးကိုပြုံးကနေမြင်လိုက်ရတယ်တကြီးဟာလမ်းဖြတ်ပြီးတော့အားကနေအော်တန်နဲ့တူနောက်ကိုခုံဆုပ်လိုက်တော့တယ်ဒီအချိန်မှာပဲတကြီးရဲ့သမီးကြီးမရောက်လာကအဖဘာဖြစ်တာလဲတကြီးဟာသမီးဖြစ်သူကိုမျက်လုံးပြူနေကြည့်ရင်ကဲပါအမကြီးငါ့ကိုခြောက်တယ်ဒီလိုပြောလိုက်သေးတော့တယ်ဖခင်ရဲ့စကားကြောင့်ကြီးမကဲပါအမကြီးကခြောက်ရအောင်တိမ်မမသိပဲလူကဘလို့လုပ်ပြီးတော့ခြောက်မလဲအဖရဲ့ဒီလိုပြောတဲ့အခါမှာတကြီးကဒီဟာမိစ္ဆာမကြီးပဲငါ့ကိုမကြည့်နဲ့လို့ခြောက်လက်နာပဲဖြစ်ရမယ်ရုပ်ခွဲနံခွဲအတတ်ပညာတွေနဲ့မြန်ငါ့ကိုပြူစားနေပြီလားဒီလိုရေရွတ်လိုက်တော့တယ်ကြီးမဟာဖခင်ရဲ့ကြောင်ချောက်ချအမူအရာတွေကိုကြည့်ရင်အဘကတော့ဒေါ်စာကိုနေရင်ထိုင်ရင်ကြောက်နေပြန်ပြီဒီဟာကဲပါမကြီးပဲကဲပါမတယောက်ကအစွမ်းမရှိပါဘူးအဘရဲ့ကျုပ်တင်တော့အဘသူ့ရဲ့စကားတွေကိုစိတ်ဆွဲပြီးတော့ကြောက်နေတာပဲဖြစ်ရမယ်ကဲပါအဘရဲ့ထန်တော်သွားမလို့မဟုတ်လားအောက်မှာလည်းလဲစင်တင်ဖြစ်နေပြီဒီလိုပြောလိုက်လေတော့တယ်တကြီးဟာသမီးဖြစ်သူရဲ့စကားကြောင့်ကြောင်ချောက်ချအမူအရာနဲ့အိမ်အောက်ကိုပြေးဆင်းသွားတယ်ပြီးတော့ငယ်ကြီးပြင်ထားတဲ့လဲပေါ်ကိုတက်ကထန်းတော်ဘက်ကိုထွက်ခဲ့တယ်တကြီးရဲ့အာယုန်ထဲမှာကြောက်မက်ဖွယ်ရာအတန်ကြီးနဲ့ဒေါ်ဦးစာရဲ့မျက်နှာကဖြောင်းမရနိုင်အောင်ဖြစ်နေတယ်ထန်းတော်ရောက်တဲ့အခါထန်းတော်ဆောင်နေမရကိုမတွေ့ရအောင်ဒါကြောင့်တကြီးဟာငအေးနဲ့အတူထန်းတော်ဆောင်တဲလေးမှာထိုင်ပြီးတော့စောင့်နေတယ်အတော်ကြောင့်စောင့်စားပေမဲ့လူရိတ်တောင်မမြင်ရပါဘူးဒါကြောင့်စိတ်မရှိတော့ဘဲနဲ့ငအေးခေါ်ကြည့်စမ်းကွာထန်းတော်ထဲမှာမရှိပဲဘယ်သွားနေကြလဲမသိဘူးငါမှအလုပ်တွေရှိသေးတယ်ကွာဒီလိုပြောလိုက်တော့တယ်လေတကြီးရဲ့စကားကြောင့်ငယ်ကြီးဟာထန်းတော်ဆောင်နေမရကိုအော်ဟစ်အတန်ပြုတ်ရင်းနဲ့ရှာပုံတော်ဖွင့်ခဲ့ရတယ်ပြိုးကိုဖို့တော့မညိုဘယ်ရောက်နေကြတာတော့ဗျငယ်ကြီးဟာအစားစားရင်ထန်းတော်ရဲ့အနံ့ကိုလိုက်ရှာကြည့်မိရဲ့ဒီအချိန်မှာပဲတကြီးရဲ့မလန့်မကန်ခြုံပုတ်တရားနေကားကနေပေါ်လာတဲ့အရာကိုမြင်လိုက်ရတယ်တကြီးဟာလက်ဖြန့်ပြီးတော့ဟဲ့ပလုတ်တော့ဒီလိုအော်ဟစ်လိုက်တယ်လေဟဲ့တကြီးမင်းကျုပ်တို့အချိန်နေမကောင်းဘူးဗျ
ခြုံပုတ်တရားထွက်လာတဲ့ဖိုးတုတ်ကမျက်နှာရှုံ့မဲ့ရင်နဲ့ကြားလိုက်တဲ့အခါတကြီးကဟဲ့ကောင်ဖိုးတုတ်ငါတလောက်ခေါ်နေရမင်းတို့ကမကြားချင်အောင်ဆောင်ပြီးတော့ပုံနေကြတယ်ပေါ့တကြီးပိုးကောင်တိတ်ကိုစိတ်ကြီးရဲ့နော်အလုံးဖြုတ်ပစ်လိုက်မယ်ဘာမှတ်နေလဲတကြီးပိုးကောင်ကတိတ်စိတ်ကြီးရဲ့နော်အလုံးဖြုတ်ပစ်လိုက်မယ်ဘာမှတ်တယ်လဲဒီလိုကျုံးဝါချိန်မှာပဲခြုံပုတ်တရားမီညိုထွက်လာပြန်နေမဟုတ်ဘူးတကြီးကျုပ်တို့ဝမ်းပြက်နေကြတာရှင်အနေရကိုဘလို့မှလွယ်မထားနိုင်လို့ခြုံတိုးနေတာအမလီဘိုက်ထရရစ်လာပြန်ပြီကိုဖိုးတုတ်ရေကျုပ်ဆက်တိုးမှပဲဖြစ်တော့မယ်တော့ဒီလိုညင်းညူရင်းနဲ့ခြုံထဲကိုပြန်ဝင်သွားတယ်တကြီးရဲ့တပည့်ငယ်အေးရဖိုးတုတ်တို့လင်မယားကိုကြည့်ကမဟုတ်မှလွယ်ရောဒင်းတို့နှစ်ယောက်ထန်းသီးကိုနင်းငံခိုးစားထားလို့ဖြစ်မယ်အဲ့ဒါကြောင့်ဝမ်းပြက်နေကြတာသူတို့ထန်းသီးခိုးစားတယ်တကြီးကိုတိုင်တန်းလိုက်တယ်ဒီအချိန်မှာပဲထန်းတက်သမားတယောက်ရောက်လာပြီးတော့တကြီးကျုပ်တို့ဆေးစရာခေါ်ပြီးတော့ပြို့ကျုပ်တို့အားလုံးဝမ်းပြက်နေကြပြီဒီလိုအားမရှိတဲ့လေသံနဲ့ပြောတယ်ထန်းတက်သမားရဲ့စကားကြောင့်တကြီးတယောက်အကြီးအကျယ်တုန်လှုပ်သွားရှာတယ်ပြီးတော့စက္ကနဲ့ထရက်လိုက်ရင်အေးလှဲပေါ်မြန်တက်ထန်းတော်မှာပလိတ်ယောဂဆိုကြီးကြာနေပြီဒီလိုရေရွတ်ပြီးတော့လှဲပေါ်ကိုခုန်တက်လိုက်တယ်တကြီးနေအောင်လေဗျာဟာတော်တော်အားကိုးရတယ်တကြီးပဲငါတို့ဝမ်းသားတာနဲ့ကြောက်လန့်ပြီးပြေးပြီဒီလိုတကြီးနေတာဆိုရင်တို့ရွာရဲ့အနာဂတ်တိတ်မလွယ်ဘူးပဲဒီလိုစိတ်ပြက်လက်ပြက်နဲ့ရေရွတ်လိုက်မိရဲ့တကြီးရဲ့နွားလေးကတော့ဖုန်တထောင်းထောင်းနဲ့မောင်းနေရင်ရွာဘက်ကိုထွက်သွားလျော်တယ်တကြီးပိုးကောင်ကချက်ချင်းပဲတရွာလုံးကိုမောင်းထုခေါ်လိုက်တယ်ရွာသားတွေကဘူးမတိဘာမတိနဲ့တကြီးအိမ်ကိုစုပြုံရောက်လာကြတယ်တကြီးကစိတ်လှုပ်ရှားစွာနဲ့အားလုံးကိုတူတူနဲ့လူရင်းပဲပြောမယ်မနက်ကကျုပ်ထန်းတော်ကိုရောက်ခဲ့တယ်ထန်းတော်ကိုရောက်တော့ဖိုးတုတ်တို့လင်မရအောင်မတွေ့ဘူးကျုပ်လည်းငအေးကိုထန်းတော်နဲ့ရှာခိုင်းတယ်ဒီလိုပြောနေစင်မှာပဲကာလာသားတစုကတကြီးကိုစိတ်မရှိဟန်နဲ့တကြီးကျုပ်တို့မှာအလုပ်ရှိသေးတယ်လူရင်းကိုပြောပြအချိန်မရှိဘူးပြို့ဒီရဲ့တန်တွေထွက်လာတယ်လေရွာသားတွေရဲ့စကားကြောင့်တကြီးပိုးကောင်ဟာမေးကြောကြီးတွေထောင်သွားရင်တိတ်ဆန်းငါကတကြီးကွမင်းတို့မိချောင်းမင်းရေခင်းပြစရာမလိုတန်းတော်ကလူတွေအားလုံးဝမ်းယောဂဖြစ်နေပြီမကြမီရွာထဲကိုပြန်လာလိမ့်မယ်အားလုံးအစားအသောက်အနေထိုင်ဆင်ခြင်ကြဒါပဲဒီလိုပြောပြီးတော့အိမ်ပေါ်ကိုခြေလမ်းကျဲကြီးတွေနဲ့တက်သွားလေတော့တယ်ဟာဒါဆိုရင်တော့ဒုက္ခပါပဲကျုပ်တို့ထဲရီတောက်စရာဘုံပြောက်သွားပြီပေါ့ရွာမှာကတ်ဆိုင်ပြီးဆိုရင်ဘယ်နည်းနဲ့မှဆက်နေလို့မရဘူးအမြန်ပြောင်းရမယ်ဒီလိုရေရွတ်ကြတယ်လို့ဒါဆိုရင်ထန်းသမားတွေကိုရွာထဲအဝင်မခံနဲ့ရွာဆက်မှာကျုပ်တို့ကာလာသားအဖွဲ့ကအလှည့်ကျကင်းဆောင်မယ်ထန်းသမားတွေရွာထဲဝင်တာနဲ့မောင်းထုတ်ပစ်ရွာထွက်သွားဖို့တော့မဖြစ်ဘူးဗျနွားတွေလေတွေကရှိသေးတယ်ဗျဒီလိုမျိုးပြောကြတယ်လို့ကတ်ဆိုင်တယ်ဆိုတာရွာတော်ရှင်ကမကျေနပ်လို့ကြိုင်နာပဲဖြစ်မှာစားတော့စားအစုံလင်းနဲ့ရွာတော်ရှင်ပတပွဲလုပ်ရမယ်ငါထင်တော့လေကဲပါမဤတော်စားတကြီးကိုမကျေနပ်လို့တိုက်လိုက်ပြီးထင်နေဟိအဲ့လိုဆိုတဲ့အသက်ကြီးပိုင်းအတန်တွေတချို့ထွက်ပေါ်လာတော့တယ်ရွာသားတွေအားလုံးဟာတကြီးပိုးကောင်ရဲ့စကားတခွန်းကြောင့်ပွက်လုံးရှိုက်ကုန်ကြတယ်တချို့ရွာသားတွေကအိမ်ကိုကမန်းကရန်ပြန်ပြေးပြီးတော့အထုပ်ပိုးတွေပြင်ကုန်ကြတယ်ဒီချိန်တကြီးရဲ့အိမ်ပေါ်မှာတို့ရွာတခြားရွာတွေနဲ့ဝေးတယ်ရွာတရွာပဲကွာဘာကြောင့်ထန်းတော့လူတွေကတ်ဆိုင်တာလဲတကြီးပိုးကောင်ရဲ့ကလထိုင်ပေါ်ကိုကြောမီရင်းနဲ့ပြောလိုက်တဲ့စကားကြောင့်ငအေးကဝမ်းပြက်တာပဲတကြီးကအစားတော့မစင်ကျင်လို့ဖြစ်မှာပေါ့ဒါများအရေးတယူလုပ်ပြီးပြောနေရတယ်လို့တကြီးလောက်တာနဲ့ရွာသားတွေကြောက်လန့်ကုန်ပြီဗျဒီလိုပြောချလိုက်တော့တယ်တကြီးဟာငအေးရဲ့စကားကြောင့်ဒေါသထွက်သွားပြီးတော့တိတ်ဆန်းမင်းဘိုးအေတွေဝမ်းပြက်တာတယောက်တည်းမဟုတ်ဘူးကွာတန်းတော်မှာရှိသမျှသူတွေအားလုံးဖြစ်နေတာဒါအန္တရာယ်ရှိရဲ့အဲအကြောင်းတရွာလုံးကိုခေါ်ပြီးတော့တတိပေးခဲ့တာမင်းဘာနာလဲဒီလိုပြောလိုက်လေတော့တယ်ဒီချိန်မှာပဲတကြီးသမီးကြီးမရောက်လာကမြက်ကလူးဆံပြအမူအရာနဲ့အဘကျုပ်သားလေးဝမ်းနေဒလဟောသွားနေတယ်ဘာလို့ကြမလဲဒီလိုပြောလာခဲ့တော့တယ်သမီးဖြစ်သူရဲ့စကားကြောင့်တကြီးကအကြီးကျယ်ထိတ်လန့်သွားကဗုဒ္ဓထန်းတော့ဟာယောဂါဆိုရင်ငါမီးစီရောက်လာပြီငါအေးစေးစရာသွားပင်စမ်းအမြန်သွားဒီလိုအော်ဟစ်စိတ်ခိုင်းလိုက်တော့တယ်ပြီးတော့မိဖြစ်သူရှိရာအခန်းကိုပြေးဝင်ခဲ့တယ်ဖိုးလုံးတယောက်အေးအားဖြော့တော့တဲ့မျက်လုံးတွေနဲ့အိမ်ယာပေါ်မှာခွေခွေလေးလဲနေရဲ့
တကြီးဟာဖိုးလုံးကိုစိတ်မကောင်းစွာကြည့်ရင်တစုံတစ်ခုကိုတတိယသွားတယ်။သူ့ရဲ့မျက်လုံးထဲမှာဒေါ်အိုစာရဲ့ဟားတိုက်ရီမောတန်ကိုမြင်ရောက်နေတယ်။သမီးကြီးမငါမီဝမ်းယောဂဖြစ်တာကဲပါမဒေါ်အိုစာကြောင့်ဖြစ်ရမယ်။ဒင်းငါတို့ကိုခြံဝမှာရက်ပြီးချိန်သွားတဲ့စကားကိုငါမှတ်မိရဲ့။ဖိုးလုံးလေးဟာဒီအိမ်ရဲ့အိမ်ဆွဲလေးဖိုးလုံးသာတစုံတစ်ခုဖြစ်ခဲ့ရင်ငါတို့ခေါင်းပေါ်ကိုမိုးပြိုကျသလိုခံစားရမှာငါတို့ဘာလုပ်ကြမလဲတကြီးပိုးကောင်ကတမီးဖြစ်သူဘက်ကိုလှည့်ကားမေးလိုက်လေတော့တယ်ဖခင်ရဲ့စကားကြောင့်ကြီးမဟာစက်ခနဲ့တုံသွားတယ်သူမရဲ့မျက်နှာမှာတားစောကပ်ပြီးတော့တုံလှုပ်ခြောက်ခြားမှုတွေအထင်းသားလေဖြစ်နိုင်ပါမလားအဘရဲ့ဒေါ်စားကဲပါတယောက်ပဲဒီလိုအစွမ်းရှိနိုင်ပါမလားပြီးတော့ထန်းတော်ကလူတွေကလည်းဝမ်းပြက်နေကြတာပဲကျုပ်တော့မဖြစ်နိုင်ဘူးထင်တယ်ကြီးမရဲ့စကားကြောင့်တကြီးကအနောက်ကိုတိုးကပ်သွားကဒေါ်ဦးစာရဲ့အဖွားကလည်းပညာသေးလို့အဘငယ်ငယ်ကကြားဘူးတယ်ကွပြီးတော့သူ့အမေတော်ကလည်းအဲ့ဒီလိုပဲသူမကြည်နဲ့တဲ့သူကိုမွေးနဲ့တိုက်လွတ်တာတဲ့ဟိုးတော့ကရွာထဲမှာဒေါ်ဦးစာရဲ့အမေကိုယုံကြည်ကိုးကွယ်သူတွေရှိခဲ့ဘူးတယ်သူ့အမေဟာလင်ကွဲမယားကွဲကိစ္စနဲ့အတိုက်ခိုင်ဖြည့်ရှင်းပြီးတဲ့နေရာမှာသူမတူအောင်အစွမ်းရှိတယ်လို့အရေးဟာပြောခဲ့ဘူးတာဒီတော့ဒေါ်ဦးစာဒီပညာတွေတက်မှာပဲဖိုးလုံးလေးကြောင့်သူ့မြည်သွားကြတာကိုဒင်းကျင်နဲ့ပုံမရှောင်အဘတို့မိုးပြိုကျသလိုခန်းစားစေရမယ်လို့သူကြုံဝါခဲ့တာပဲဒါတွေကိုဆက်ဆက်ကြည့်ရင်ဒင်းဆက်နှက်ပဲအဘတွေးရင်းနဲ့ပြောကြည့်တာတော့မှမှန်တက်တယ်ထင်တယ်သမီးရဲ့ဒီလိုလေးတန်းတူးတူးနဲ့ပြောလိုက်တယ်ဖခင်ရဲ့စကားကြောင့်ကြီးမအောင်ဇဝီဇဝါဖြစ်သွားတယ်သူမရဲ့မျက်လုံးထဲမှာအတန်အောကြီးနဲ့ကျိန်းဝါခဲ့တဲ့ဒေါ်စာရဲ့မျက်နှာကြီးကိုပြန်မြင်ရောက်လာတယ်ဒါကြောင့်ဖခင်ကိုတထိတ်တလန့်ကြည့်ရင်ဒါဆိုရင်ကျုပ်တို့ဘာလုပ်ကြမလဲကျုပ်ဘဝမှာလင်ရရှိတော့တာမဟုတ်ဘူးတော့သားလေးပါကျုပ်ဘဝတွေကနေထွက်သွားမယ်ဆိုရင်ဒီလိုရေရွတ်ပြီးတော့ချုံပွဲချငိုချလိုက်တယ်တကြီးပိုးကောင်ကကြီးမကိုစိတ်မကောင်းစွာကြည့်ရင်ခေါင်းကိုခါရမ်းလိုက်တယ်ဒီအချိန်မှာပဲဖိုးလုံးလေးကကြောင်ကရန်းရေရွတ်တန်တဲ့အတူဝမ်းနေတလက်ဟောသွားပြန်တယ်ခွေးနဲ့ကြီးအမေကျုပ်ကိုခွေးနဲ့ကြီးဆွဲကုန်ပြီကျုပ်ဘာမှမမြင်ရတော့ဘူးကြောက်တယ်ဖိုးလုံးလေးကကြောင်ကရန်းအော်ဟေးရှင်နဲ့အိယာပေါ်မှာလူးလိမ့်နေရှာတယ်ကြီးမဟာတားဖြစ်သူရဲ့အနာကိုပြေးသွားပြီးတော့တားလေးဖိုးလုံးအမေရှိရဲ့နော်ဘာမှမကြောက်နဲ့နော်တားလေးအဖြစ်ဆိုးလိုက်တာတားလေးရဲ့ဒီလိုရေရွတ်ရင်နဲ့ဝမ်းပန်းတနေငိုကြွေးလီတော့တယ်တကြီးပိုးကောင်ကကြေကွဲရှိတ်တန်းနေတဲ့မျက်နှာနဲ့မြည်ဖြစ်သူကိုငေးကြည့်ရင်လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်တော့တယ်ကဲပါမယိုလုံးဝမကြည့်နဲ့ဘူးဒင်းနဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့ရှင်းရမယ်လိုအပ်ရင်ဒင်းကိုရွာကနေမောင်းထုတ်ပြရမယ်တကြီးရဲ့ကျိန်းဝါတန်ကြောင်ကြီးမဟာအထိတ်လန့်ဟန်နဲ့မလုပ်ပါနဲ့အဘရဲ့မလုပ်ပါနဲ့ဒီကိစ္စကိုအကျဉ်းနီးသုံးလို့မရဘူးကျုပ်တို့အနုနီးနဲ့ဖြေရှင်းရမယ်နှမို့ဆိုရင်ကျုပ်သားလေးဒီလိုရေရွတ်ရင်နဲ့အတန်တိမ်ဝင်သွားတယ်ဒီချိန်မှာပဲငအေးနဲ့အတူဆရာကြီးတယောက်ရောက်ရှိလာတယ်ဆေးဆရာကြီးကဖိုးလုံးလေးကိုစူးစိုက်ကြည့်ပြီးတော့အခုပဲကျုပ်ထန်းတော့ပြန်လာတာထန်းတော့သူတွေအားလုံးအစားမပြီးတော့ဝမ်းလျှော့တာလေဒါကိုမသိပဲကတ်ဆိုင်တယ်ဆိုပြီးလက်နေကြတာအခုဆိုရင်သူတို့ကျုပ်ပေးတဲ့ဆေးကိုတောက်ပြီးတော့ဝမ်းရက်နေလောက်ပြီးဒါပေမဲ့ဖိုးလုံးလေးကိုတော့ကျုပ်စိတ်ပူမိတယ်ကျုပ်ကိုဘာလို့အစောကြီးကလေးမခေါ်ကြတာလဲကလေးကအားရင်ရုပ်လျှော့ပြီးတကူလုံးကလည်းအေးဆက်တောင်းတင်းနေရဲ့ဒီရဲ့ခြေနေကိုကျုပ်မကြိုက်နိုင်ဘူးဒါပေမဲ့ကျုပ်အစွမ်းကုန်ကြိုးစားကုသပေးပါမယ်တကြီးသမီးကြီးမှာဆေးဆရာရဲ့စကားကြောင့်ဖခင်ကိုစက်ခနဲ့မော့ကြည့်ရဲ့အဘကျုပ်တို့လုံးဆရာရှိတာအမြန်လုံးရအောင်လေဒီလိုပြောလိုက်လေတော့တယ်တကြီးဟာနားမလဲတဲ့အမူအရာနဲ့ကြီးမကိုကြည့်ကဘာလို့ကြမှာလဲဆေးဆရာရှိနေရပဲဒီလိုပြောလိုက်တဲ့အခါမှာကြီးမဖခင်ရဲ့လက်ကိုစောင့်ဆွဲခေါ်သွားတယ်တကြီးပိုးကောင်တယောက်သမီးဖြစ်သူရဲ့လက်ထဲမှာရက်ကန်နဲ့ပါသွားရှင်ဘယ်သွားမလို့လဲသမီးရဲ့ဒီလိုမေးတဲ့အခါမှာကြီးမဒေါ်အိုစာစီကိုကပီးတိုင်ဒေါ်အိုစာရဲ့ခြံရှိကိုရောက်တဲ့အခါတကြီးတို့သားဖာမျက်လုံးပြူးသွားကြတယ်ခြံစည်းကိုနေရာမှာတင်းချိုင်းမြေပုံကကပီးတိုင်တွေဖြစ်နေရအောင်တွေးလိုက်ရှာတယ်ဒီချိန်မှာပဲတဲအိမ်လေးရဲ့အနောက်ဘက်ကနေယူနဲ့နှစ်ကောင်ကအရှိန်ထိုးပြီးတော့ပြေးထွက်လာတယ်တကြီးပိုးကောင်ကခွေးတွေကိုမြင်တဲ့အခါမျက်နှာပြက်သွားတယ်ခွေးနှစ်ကောင်ကသူ့ကိုကြည့်ရင်းနဲ့
အဆက်မပြတ်ထိုးဟောင်တော့တယ်ခွေးအောင်တန်ကြောင်ဒေါ်ဦးစာတောင်ဝိတ်ကိုအားပြုထောင်ရင်းနဲ့ထွက်လာတယ်တကြီးတို့သားဖောင်မြင်တဲ့အခါမျက်မှောင်ကျုံသွားကတရိတ်ဆန်မျိုးတွေငါစီကိုလာကြပြန်မလားဒီလိုအတန်အောကြီးနဲ့ရေရွတ်လိုက်တော့တယ်တကြီးသမီးကြီးမကခြံဝမှာစိုက်ထူထားတဲ့ကပီးတိုင်တွေကိုလက်ညှိုးထိုးရင်းဒါတွေကဘာလို့တာလဲဒီလိုမေးတဲ့အခါဒေါ်ဦးစာငါဘာလို့နင်တို့ကိုတတော်ဦးတင်ရအောင်ပါတယ်လားဟမ်ဒီလိုမကြေမနက်နဲ့ပြောတယ်လေတကြီးပိုးကောင်ကကပီးတိုင်တွေကိုချက်တီမရှိလိုက်တာဘာလို့ဓာရီကိုရွာထဲကိုတွင်းရတာတော့နမိတ်မရှိအမြန်တဲလိုက်ပါဒီလိုပြောတဲ့အခါမှာတော့ဒေါ်ဦးစာတကြီးကိုမျက်တောင်နီးနဲ့ကြည့်ကအေးချက်တီမရှိလို့ပဲရွာထဲခုတွင်းထားတာဟိဒါမှနင်တို့အားလုံးအတုပါဖြစ်ကြမှာဒီလိုပြောလိုက်လေတော့တယ်တကြီးနဲ့ကြီးမတယောက်မျက်နှာတယောက်ကြည့်ကကဲပါပါရဲ့ကျုပ်တို့လာတာဒေါ်ဦးစာနဲ့ငိမ့်ချမ်းရေးယူဖို့ပဲရန်ဖြစ်ဖို့မဟုတ်ဘူးဒေါ်ဦးစာဟိုနေ့ကကျုပ်ကိုဒေါ်ဦးစာရဲ့အပေါ်မှာအနိုင်ယူခဲ့တဲ့စကားတွေကိုပြောမိသွားတယ်အဲ့ဒါတွေကိုဘွေးမယူပါနဲ့တကယ်ဆိုရင်ကျုပ်တို့ဟာတရွာလေးသားချင်းနေပဲကိုင်းကျုံမီကျွန်းကိုင်းမီပေါ့ကျုပ်တို့ကြားမပြေလည်မှုတွေကိုမေ့ပြီးတော့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့နေကြရအောင်လေဒီလိုကြီးမကပြောလိုက်တယ်ဒေါ်ဦးစာချက်ချင်းပြောင်းလဲသွားတဲ့ကြီးမကိုကြည့်ရင်တွေ့ဝေသွားတော့တယ်ဒီမိမတင်ရရာကပီးတိုင်ကိုကြည့်ကအကြောက်လွန်ယူသွတ်သွားသလားလို့ထင်မိတယ်ဒီချိန်မှာပဲတကြီးရဲ့တပည့်ငက်အေးဟာထိတ်ထိတ်ပြပြနဲ့ပြေးလာတယ်တကြီးမကြီးမရဲ့သားလေးကိုခေါ်လို့မရတော့ဘူးဖိုးလုံးဆုံးပြီငအေးရဲ့စကားကြောင့်တကြီးတို့သားဖာမိုးကြိုးပြစ်ချမတက်တုန်လှုပ်သွားကြတယ်ကြီးမဟာဒေါ်ဦးစာကိုစူးစိုက်ကြည့်ရင်အသားတွေတစမ်းဆက်တုံလာတယ်ရှင်မိမရုပ်ကြီးပဲရှင်ဟာကဲပါမကြီးမဟုတ်ဘူးငါသားရဲ့အသက်ကိုနှုတ်တယ်တစီမကြီးနင့်ကိုငါတတ်မယ်ငါသားတည်တယ်လို့နင်သေစေရမယ်ကြီးမတယောက်ကတော့သားဆုံးမှုပြီးတော့ဘာမှမမြင်တော့ဘူးဒေါ်ဦးစာစီကိုပြေးသွားပြီးတော့လေပင်းညှစ်ဖို့သာပြင်တော့တယ်ဒီအချိန်မှာပဲခွေးနဲ့ကြီးတကောင်ဟာတကြီးသမီးရဲ့ခြေထောက်ကိုကိုက်ခဲလေတော့တယ်မြန်ဆန်လုံးနဲ့အဖြစ်ပြက်ကြောင်တကြီးဟာတားဆီးချိန်မရလိုက်ဘူးငယ်အေးကလည်းမျက်လုံးကြီးကြောင်ပြီးတော့စူးစိုက်ကြည့်နေတော့တယ်ကြီးမဟာခွေးနဲ့တည်းရဲ့ကိုက်ခဲမှုကြောင့်ငယ်တန်းပေါင်းအော်ဟစ်ရှင်နဲ့ချန်ပီယံပြေးထွက်လာခဲ့ကြတယ်အမလေးတော့ငါ့ကိုမိစ္ဆာတွေကိုက်နေပြီကဲကြပါအောင်ကြီးမဟာသွေးယူသွေးတန်းအော်ဟစ်ရှင်နဲ့တစုံနောက်ဆွဲပြီးတော့ထွက်သွားတယ်တကြီးနဲ့ငအေးရလည်းကြီးမရဲ့နောက်ကိုစိုးရိမ်တကြီးနဲ့လိုက်သွားခဲ့ကြတော့တယ်ဒီတစ်ခါမှဒေါ်ဦးစာလက်ကောက်ကိုရွှင်းကနေမှုတ်လိုက်တယ်အတန်ကြောင့်ခွေးနဲ့တွေဟာကြီးမရဲ့နောက်ကိုလိုက်တည်ရာနောက်ပြန်လှည့်လာကြတယ်ခွေးနဲ့တွေအနားကိုရောက်တဲ့အခါဒေါ်ဦးစာမင်းတို့ဟာတခင်ကိုတိတ်တိတတ်တဲ့ခွေးတွေပဲမင်းတို့ကိုငါမွေးရကြုံနဲ့ပါတယ်တကြီးရုပ်တဲ့လက်ရှက်ကြောင့်အစိမ့်မိပြီးတေသွားရှာတဲ့ငနီငနဲ့လည်းမင်းတို့လိုပါပဲငါအပေါ်မှာယုံပြီးတော့တစ္ဆာရှိခဲ့ကြတယ်ဒီလိုရေရွတ်ပြီးတော့ခွေးနှကောင်ရဲ့နောက်ကျောပြင်ကိုပုတ်တက်ပေးလိုက်တော့တယ်တကောင်ရဲ့အချိန်ဒေါ်ဦးစာအိယာပေါ်လူးလိန်ရှင်နဲ့နေကင်းရအဖြစ်ပြက်တွေကိုပြန်တွေးနေမိရဲ့တကြီးသမီးကြီးမကသူ့ရဲ့သားသေးတာသူ့ကြောင့်လို့ဆွဆွဲတယ်သူတို့ရင်ထဲမှာသူ့ကိုပညာသည်တယောက်လို့ယူဆထားကြတယ်သူဟာဂူပြောက်ဖျားကြီးမှာနေစဉ်ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့လူတယောက်ကောင်းမှုကုသိုလ်ပြုလုပ်တဲ့လူကိုယုံညံ့တဲ့ပညာသည်တယောက်လို့အထင်ခံရတာလောက်ခံရခက်တာမရှိဘူးသူရဲ့ရင်ထဲမှာမခံကျင်စိတ်တွေစူပွက်လာတယ်နာကျင်မှုခံပြင်းမှုတွေတရိပ်ရိပ်တက်လာတယ်သူဘာလို့ရမလဲတကြီးတို့သားဖရဲ့အသက်လွတ်စော်ကားမှုကိုဘယ်လိုတုံ့ပြန်ရမလဲဒီချိန်တကြီးအိမ်မှာဖဲဝိုင်းနဲ့အတူလူစီကားနေမှတေးကြတယ်ဖိုးလုံးလေးရဲ့အလောင်းမြေမချရသေးဘူးဘာလို့မလဲဆိုတဲ့မိကွန်းဟာသူ့ရဲ့ခေါင်းထဲမှာအကြိမ်ကြိမ်ပေါ်လာတယ်ဒေါ်ဦးစာတယောက်အိယာပေါ်ကိုလူးလိန်ရှင်နဲ့တွေးမရအောင်ဖြစ်နေတယ်နောက်ဆုံးမှာတော့သူ့ရဲ့ခေါင်းထဲအကြံတစ်ခုပေါ်လာတယ်ဒါကြောင့်အိယာတက်ကစက္ကနေထထိုင်လိုက်ကမီးလေးအိုပြေထပါအောင်မီးဖြစ်သူကိုလှုပ်နိုးလိုက်တယ်အိုပြေလေးကဒေါ်ဦးစာရဲ့လှုပ်နိုးမှုကြောင့်မျက်လုံးပွင့်လာတယ်အိမ်မုံဆုံးပွားအမှုရာနဲ့ဘာလဲဖွားရအိတ်ကောင်းနေတဲ့ဟောင်းဒီလိုညှိတွားလိုက်တော့တယ်ဒေါ်ဦးစာမြည်ဖြစ်သူရဲ့ပခုံးကိုဆွဲပြီးတော့ထခိုင်းလိုက်တော့တယ်အဖွားနဲ့လိုက်ခဲ့စမ်းအရေးကြီးရဲ့ဒီလိုပြောတဲ့အခါဦးပြည့်လေးကမျက်လုံးပွင့်လာက
ဟင်အဖွားကလည်းအပေါ်သွားချင်တာကိုယ့်ဟာကိုသွားပါလား။ဦးပြည့်အိတ်ချင်တယ်ဒီလိုအိတ်ချင်မှုတူနဲ့ဖြေလာရဲ့လေအပေါ်သွားမလို့မဟုတ်ဘူးအဖွားကရွာထဲကိုသွားမလို့ဒေါ်စာရဲ့စကားကြောင့်ဦးပြည့်လီယာမျက်လုံးတစ်စုံပြူးကျဲသွားရင်ဟင်အဲ့လိုရေရွတ်လိုက်မိရဲ့ဒေါ်စာဦးပြည့်လီကိုတီးတိုးစကားပြောလိုက်တယ်ပြီးတဲ့အခါမှာတော့မိဘွားနှစ်ယောက်ကရွာဘက်ကိုတိတ်တဆိတ်ထွက်လာခဲ့ကြတော့တယ်အရက်ဝိုင်းကတစီစကားဖဲသမားတစုဟာဖိုးလုံးရဲ့အလောင်းစင်ကိုကြောခိုင်းပြီးတော့ရိုက်နေကြတယ်။တကြီးရဲ့အိမ်ဝိုင်းထဲမှာရှိတဲ့ညောင်ပင်အောက်မှာတော့ကာလာသားတစုကအရက်ဝိုင်းဖွဲ့တောက်စားရင်းနဲ့စကားတွတ်ထိုးနေတော့တယ်။တကြီးနဲ့သမီးဖြစ်သူကြီးမကတော့တနေ့ရရာစိတ်ထောင်းကိုကြီးဖြစ်တာကြောင့်ငုတ်တုတ်ထိုင်နေရငိုင်မီးနေကြတယ်။ဒီအချိန်မှာပဲမထင်မှတ်ဘဲနဲ့အဖြစ်ပြက်ဖြစ်သွားတယ်။ပြဿနာကာလာသားတစုရဲ့အရက်ဝိုင်းကနေစခဲ့တာကာလာသားဆန်တူဟာအရက်ကိုပလင်းလိုက်မော့တောက်တယ်။ဟဲ့ကောင်လေးမင်းတို့နာနာဘွားကိုယုံကြည်လားဒီလိုအတန်လေးနဲ့မေးလိုက်လေတော့တယ်။သူ့ရဲ့အမေကြောင့်ရေချိန်လွန်ပြီးတော့ခေါင်းငိုက်ဆိုင်ကြကာလာသားတစ်ခုဟာခေါင်းထောင်သွားတော့တယ်။ဘာပြောတယ်နာနာဘွားဟုတ်လားနာနာဘွားလည်းမယုံဝိနာဘွားလည်းမယုံဟိလူဟာလေတင်ရင်အယိုးဖြစ်ပြီးတော့ဆွေးမြေ့သွားရတာတင်ရင်ပြီးပြီဘာမှမရှိတော့ဒီလိုကာလာသားငမောင်ကဝင်ပြောလိုက်တယ်ဒီအခါမှာစန်တူကခေါင်းကိုခါရမ်းလိုက်ရင်မဟုတ်ဘူးဟိတ်ကောင်ဒါတကယ်ရှိရဲ့မင်းတို့ပြောရင်စက်သိန်းထမတက်ကြောက်သွားမှသေကြတယ်ငါတကယ်ကြုံဘူးတာကွဒီလိုအရက်ထွေပြီးတော့ပြောလိုက်တဲ့အခါနှကမ်းမွေးဆိုတဲ့ကာလာသားကဟိတ်ကောင်စန်တူမူးရင်ခွေပြီးတော့အိတ်လိုက်တော့မဟုတ်တာရှောက်မပြောနဲ့ဒီရွာမှာမင်းလောက်ပောက်ကရပြောတဲ့လူမရှိဘူးမင်းပြောတဲ့စက်သိန်းထမတက်ကြောက်သွားမယ်ဆိုတဲ့စကားကိုငါမယုံဘူးကွဒီလိုပြောလိုက်တယ်လေနှကမ်းမွေးရဲ့စကားကြောင့်စန်တူဟာမကြည်မနှက်ဖြစ်သွားကနှကမ်းမွေးမင်းကနှကမ်းမွေးရှည်တော့တိတ်ရှာရှည်ရဲ့ကောင်ပဲငါပောက်ကရပြောတာမဟုတ်ဘူးကွပျော်ပျော်နေတတ်တယ်ဒါပေမဲ့နနာဘွားနဲ့ပတ်သက်ရင်ငါတကယ်ကြုံခဲ့ဘူးလေဒီလိုခြေပလိုက်တယ်လေဒီအခါမှာငမောင်ကစန်တူကိုမျက်လုံးလှမ်းကြည့်ကဒါဆိုလဲပြောကွာမသာဆောင်ပြီးတော့အရက်တောက်ရတာပြင်းလာပြီမင်းရဲ့အတွေ့အကြုံနားထောင်ပြီးတော့အပြင်းဖြေရမယ်ဟိဒီလိုအားလေးတန်ရင်နဲ့ပြောလိုက်တယ်စန်တူဟာလက်ကျန်အရက်ကိုကိုအောင်မော့တောက်ချလိုက်ရင်အေးငါပြောမယ့်အကြောင်းကငါဘာကြီးတေတော့ဖြစ်ပျက်တွေပဲကွာအဲ့တော့ငါ14နှစ်သားလောက်ပဲရှိသေးတာဘာကြီးကငါ့ကိုတိတ်ချစ်တာကွာသူသေးတဲ့ချိန်မှာငါဘာကြီးရဲ့အလောင်းသားထိုင်ပြီးတော့တစ်ချိန်လုံးငိုနေခဲ့တာအဲ့တော့ငါမမိပါသေးရဲ့ဘာကြီးရဲ့အလောင်းကိုအဝေးကအမျိုးတွေမလာသေးလို့ဆိုပြီး9ရက်ထားတာလေအမျိုးစုံတော့မှအလောင်းပြေချပြီးတော့အာတုပချတာပေါ့ကွာ9ရက်မပြည့်ခင်တညလေငါအလောင်းစင်သားထိုင်ပြီးတော့မေးကနေအိပ်ပျော်သွားတာဒီအချိန်မှာပဲငါရဲ့ကြောကိုဖြတ်ခနဲ့ပုတ်တာခံလိုက်ရရဲ့လေငါလည်းလန့်ဖြန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ဘာမှမရှိဘူးငါနဲ့မလန့်မကန့်ပါလေလူကြီးတချို့ကဖဲထိုင်ရိုက်နေတာဒီအချိန်မှာယောက်ျားကြီး3ယောက်ဖဲဝိုင်းကြီးကိုရှောက်လာတာတွေ့ရတယ်ငါလည်းဒီလူကြီးကိုတွေ့ရတာထူးဆန်းတယ်လို့တွေးနေတော့သူတို့ရဲ့ထူးဆန်းမှုကိုငါတတိပြုမိသွားတယ်လေအဲ့ဒါဘာလဲဆိုတော့သူတို့ကလမ်းလျှောက်လာတယ်ဒါပေမဲ့သူတို့ရဲ့ခြေထောက်တွေကမြေကြီးမထိဘူးကိုလူတွေရဲ့လေထဲမှာရှောက်နေတယ်လို့ပဲပြီးတော့သူတို့မျက်လုံးတွေကတာမန်ထက်ပိုပြီးတော့ပြူးနေတာမျက်တောင်လည်းလုံးဝမခတ်ဘူးကွငါလည်းကလေးဆိုတော့ကြောက်စိတ်ထက်တိကျင်စိတ်ကပိုများနေရလေအဲ့ဒါနဲ့အဲ့လူတွေဘာဆက်လုပ်မလဲဆိုပြီးကြည်နေတော့သူတို့ကဖဲသမား3ယောက်ရဲ့ကိုယ်တွေကိုစွတ်ကနေဝင်သွားတာကွပြီးတော့အကြအနာထိုင်ပြီးတော့ဖဲရိုက်ကြတာအာယုံတက်ချိန်ရောက်တော့အုံမောက်ခောက်တန်ငါကြားရတယ်အုံမောက်ခောက်တန်နဲ့အတူခွေးတွေကငါတို့ channel ကိုကြည့်ပြီးမရက်မနာဦးနေတော့တာပဲအဲ့ခါကျမှဖဲသမားတွေရဲ့ကိုယ်ထဲဝင်နေတဲ့အဲ့3ယောက်ကစွတ်ကနေပြန်ထွက်သွားတာပြီးတော့လေထဲမှာတရွေ့ရွေ့သွားရင်ပျောက်သွားတာကွသူတို့လည်းပျောက်သွားရောခွေးဥတန်လည်းလုံးဝရက်သွားတာကြည့်လီကွာဘလောက်တောင်စက်သိမ်းထားဖို့ကောင်းတယ်လေဒီလိုပြောပြလေတော့တယ်မဖြစ်နိုင်ပါဘူးစန်တိုးရအဲ့တော့ကမင်းကခလေးပဲရှိသေးတာလေမင်းကအလောင်းဆောင်ရင်အိပ်ပျော်သွားမယ်အိပ်ပျော်သွားတော့ခလေးပီပီစိတ်ချောက်ချပြီးတော့သွေးလေချောက်ချတဲ့အိမ်မက်ကိုမတ်တာပဲဖြစ်ရမယ်ဒီလောက်လေးနဲ့ငါတို့စက်သိမ်းမထဘူးကွသွားစမ်းကွာငမောင်ရဲ့လောင်ပြောင်စကားကြောင့်စန်တိုးဟာဒေါသထောင်းကနေထွက်သွားတယ်ငါဆက်လည်းမဆုံးသေးဘူးနောက်ညရောက်တော့ထူးဆန်းတဲ့အဖြစ်တစ်ခုထပ်ဖြစ်တယ်ကွ
အဲ့ဒီချိန်မှာငါလုံးဝမအိပ်ဘူးဟဲ့ကောင်ငါအိတ်ခမ်းထဲကမှန်ကြီးမှာရက်ပြီးတော့မှန်ကြည့်နေချင်းငါဘာကြီးကိုမှန်ထဲမှာထင်ထင်ရှားရှားတွေ့လိုက်ရှာတာငါနောက်လဲကြည့်တော့ဘာမှမရှိတော့မှန်ထဲကိုကြည့်တော့ဘာကြီးကရှိနေရငါလဲကြောက်ပြီးတော့အသက်ကုန်အော်ဟစ်လိုက်တယ်ဟိငါအမေတော့ရောက်လာပြီးတော့ငါ့ကိုမင်းမြန်းကြတယ်ငါဘာကြီးကိုတွေ့တဲ့အကြောင်းပြောတော့အမေတို့လည်းတိတ်ကြောက်လန့်သွားတာငါဘာကြီးရဲ့အချစ်ဆုံးတူတယောက်လေအဲ့တော့လက်ပြနှုတ်နိုင်တယ်တဲ့အားကြောင့်ငါ့ကိုဆရာခေါ်ပြီးတော့လက်ပြကျိုးချီပေးခဲ့တာအဲ့ဒါအမှန်ပဲမင်းတို့မယုံရင်ငါအမေကိုလိုက်မေးကြည့်စန်တိုးတယောက်ကပြောရင်းနဲ့ကိုပြစ်ပေါ်ကိုခေါင်းဆိုင်ချလိုက်တယ်ကာလာသားတစုဟာစန်တိုးကိုကြည့်ရင်ဟာပောက်ကရပြောတဲ့ကောင်နောက်ဆုံးတော့အမူးလုံပြီးတော့လဲသွားပြီကောင်းနေဒီကောင်အိတ်တော်မှနားညီသက်တာမှာကွာဒီလိုပြောလိုက်လေတော့တယ်ကာလာသားတစုဟာအတွေးကိုစီနဲ့အရက်ဆက်တောက်ကြတယ်ဒီအချိန်မှာပဲတဟီဟီနဲ့ကလေးငိုတန်ကိုခြောက်ချားဖွယ်ရကြားလိုက်ရတယ်အတန်ကြောင့်ကာလာသားတစုဟာခေါင်းထောင်မတက်ထိတ်လန့်သွားကြတယ်နှကမ်းမွေးရာပတ်ဝန်းကျင်ကိုမျက်လုံးဝှေ့ကြည့်ရဲ့ဟဲ့ကောင်ငိုတိုင်းကြားရတယ်ကွာစန်တိုးရဲ့ဘာကြီးလာပြီထင်တယ်ဒီလိုပြောလိုက်လေတဲ့အခါမှာငမောင်ဟာနှကမ်းမွေးရဲ့ကြောကိုရိုက်လိုက်ကမင်းဘာကြီးဖြစ်မလားကွာငိုတန်းခလေးငိုတန်းယူဟာခလေးငိုတန်းကြီးဆိုတော့ဒီလိုမဆုံးခင်မှာပဲကာလာသားတစုဟာတစုံတရာကိုအတွေးပေါက်သွားပြီးတော့ပြိုင်တူပဲဟာဖိုးလုံးအလောင်းစင်ပေါ်ကမตายရဲ့အတန်းအရက်သမားတစုဟာမူမူယူယူနဲ့တကြီးအိမ်ပေါ်ကိုကမူးရှူတို့ပြေးတက်သွားကြတယ်ထရံမီပြီးတော့အိမ်ငိုက်နေတဲ့တကြီးတို့သားဖာလန်နိုးလို့သွားတယ်ဟဲ့ဒါဘာဖြစ်လာကြတာလဲရွာရဲကြားဝင်လို့လားကွဟမ်တကြီးဟာကြောင်ကရန်းနဲ့မေးလိုက်တယ်ကျုပ်တို့ဖိုးလုံးအတန်ပေးတယ်တဟီးနဲ့ငိုတဲ့တန်ဟင်ကျုပ်သားလေးအတန်ပေးတယ်ဟုတ်လားဘယ်မှာပေးရလဲဟင်အမလီသားလေးဖိုးလုံးမအေးကိုအတန်မပေးပဲအရက်သမားကိုမှအတန်ပေးရသလားတကြီးသမီးကြီးမကခြံထဲကိုပြေးဆင်းသွားတယ်ဟင်ဘာသာမကြရပါလားဟဲ့နှကမ်းမွေငမောင်စန်တိုကာလာသားတွေမူယူပြီးတော့ငါ့ကိုရှောက်ပြောတယ်တွေးကြသေးရပေါ့တကြီးသမီးကြီးမကဒေါသတကြီးအိမ်ပေါ်ကိုပြန်တက်သွားတယ်ကာလာသားအရက်သမားတစုဟာအတုံးအယုံအိပ်ပျော်နေအောင်တွေးလိုက်ရတယ်တကြီးသမီးကြီးမတယောက်စိတ်မထိန်နိုင်တော့ပဲထရံမှာထောင်ထားတဲ့တမျက်စီကိုကောက်ဆွဲကငါ့ကိုမဟုတ်တန်းရပြောပြီးနောက်ပြောင်တဲ့ကာလနာတွေကဲဟင်ဒီလိုရေရွရင်နဲ့တရွှမ်းရွှမ်းနဲ့ရိုက်ချလိုက်တယ်အရက်ကိုတရလွန်တောက်ထားတဲ့ကာလာသားတစုဟာတကြီးအိမ်ပေါ်ကနေခေါင်းနဲ့ပြေးဆင်းခဲ့တယ်ဒီအချိန်မှာအလောင်းစင်နှစ်ဘေးမှာထိုင်ပြီးတော့ဖဲရိုက်နေတဲ့သားကြီးတယောက်ကကောင်းနေဒီကောင်လေးရှိတာတိတ်နာကြီးရဲ့ဒေးတို့မရှိမှစိတ်အေးလက်ဖဲရိုက်ရမှာတကြီးသမီးကြီးမကတော့အလောင်းစင်ရှိရာကိုရှောက်သွားပြီးတော့ငိုကြွေးနေရှာတယ်တကြီးဟာအိမ်ပရင်းပေါက်ကနေအောက်ကိုငုံကြည့်နေမိရဲ့သူဟာသမီးဖြစ်သူရဲ့အဖြစ်ကိုမြင်ပြီးတော့စိတ်မကောင်းဖြစ်သွားတယ်ဒါကြောင့်အောက်ဆင်းပြီးတော့အလောင်းစင်နာကိုရှောက်သွားတယ်စိတ်ကိုဖြေပါသမီးရဲ့အဘတို့လည်းဒီလမ်းကိုရှောက်ရမှာပါပဲဖះရှင်တော်ပြိဋိဘံပြုရသေးတာပဲကွယ်ဥထုစေဆိုတာဘာသားနဲ့ထူထားတာမို့လို့လေဟမ်ကဲအိမ်ပေါ်တက်ပြီးတော့နားနေလိုက်ဟိုကောင်နှကမ်းမွေးတို့တက်မူးယူပြီးတော့လာနောက်သွားတာအာတူပါကိစ္စပြီးမှဒင်းတို့ကိုတန်းစီပြီးတော့ထိတ်တုံးခတ်ပြရမယ်တကြီးပိုးကောင်တယောက်သမီးကိုနှိမ့်သိမ့်ရင်ကာလာသားတစုကိုဒေါသတရားပွားများနေရောတယ်တကြီးတို့သားဖာအိမ်ပေါ်တက်သွားတဲ့အခါဖဲသမားကြီးတယောက်ကခေါင်းကိုကုတ်ဖွာကဖဲရှုံးရတဲ့ထဲအရက်သမားတမျိုးတကြီးတို့ကတမျိုးလာနှောက်နေရဲ့ပါလာသမျှလဲကုန်ပြီကဲဖိုးလုံးလေးဦးကြီးရဲ့နောက်ဆုံးလက်ကျန်လေးကိုနိုင်အောင်ကူညီပါအောင်ကွာဒီလိုတိုင်တယ်လိုက်တော့တယ်ဒီအခါမှာကျန်တဲ့တယောက်ကဖဲချက်ကိုချိုးရင်ဟဲ့လူဘာတွေရှောက်ပြောနေရလဲတကြီးတို့ကြာရင်ပြဿနာထက်တက်နေအောင်မယ်နော်ခမ ्या ပါဇက်ကိုပိတ်ထားဒီလိုလှမ်းကောက်လေတော့တယ်ဒီချိန်မှာပဲကြားလိုက်ရတဲ့တန်ကြောင့်ဖဲသမားကြီးကအလောင်းစီကိုဖြတ်ခနဲလှည့်ကြည့်လိုက်တယ်ငိမ်သက်နေတဲ့အလောင်းကောင်ကြီးဖဲသမားကြီးကခေါင်းကိုခါရမ်းလိုက်ရင်ဖဲချက်ကိုကောက်ကင်လိုက်တယ်ထက်မှန်ထွက်ပေါ်လာတဲ့ခလေးငိုတန်ဖဲသမားကြီးကခလေးငိုတန်ကိုနှစ်ကြိမ်တိတိကြားလိုက်ရတဲ့အတွက်စက်သိမ်းဖြန်းကနေထသွားတယ်ကျန်တဲ့သူတွေကသူ့ရဲ့အမူအရာကိုကြည့်ကဟာဟဲ့လူကြီးဘာကြောင့်ကြည့်နေရလဲမျက်လုံးတွေကလည်းခဏမငြိမ်ဘူးခမ ्या ကြီးဖဲရှုံးပြီးတော့ယူးမြယူးသွားတာလားဒီလိုဝိုင်းပြောကြတယ်လေ
။ထိုးနားထောင်စမ်း။သူ့ရဲ့အမူအရာကြောင့်ကျန်တဲ့သူတွေကဘာလဲဗျာဘာအောင်နားထောင်ရမှာလဲ။ဒီလိုတယောက်တစ်ပေါက်နဲ့ဝိုင်းမိကုန်ကြတယ်။ခလင်းကိုတိုင်ကြုတ်ကြားနေတယ်။သူ့ရဲ့စကားကြောင့်ဖဲဝိုင်းတစ်ခုလုံးငြိမ်သက်သွားတယ်။ဖဲသမားတွေကအလောင်းစင်ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်ရင်းနဲ့ခေါင်းမွေးထောင်သွားကြတယ်။ဘာငါမီးဖိုးလုံးက6တယ်ဟုတ်လား။တကြီးရဲ့ဒေါသတကြီးအော်လိုက်တဲ့အတန်းကြောင့်ဖဲသမားတွေလန့်သွားပြီးတော့ဟုတ်ပါတယ်တကြီးကျုပ်တို့ညငိုတန်ကြရတယ်။ကာလာသားတွေလည်းဒီတန်ကြလို့တကြီးရဲ့အိမ်ပေါ်ပြေးတက်ခဲ့တာပဲ။ဒီကလေးမကျွတ်လွတ်တာသိကြတယ်ဗျ။ဒီလိုပြောချလိုက်တော့တယ်။ဟဲ့ကောင်ရဖိုးလုံးကမကျွတ်ဘူးလို့ပြောရအောင်အလောင်းတောင်နေ့လယ်မှမြေချရမယ်ဟာမင်းတို့ယူနေပြီတစုကအရက်သမားတစုကဖဲသမားမင်းတို့စကားယုံစရာဘာအကြောင်းမှမရှိဘူးဒီစကားကိုဆက်မပြောနဲ့တော့တရွာလုံးပြန့်သွားရင်ကြောက်လန့်ကုန်မယ်ကွတကြီးဟာဖဲသမားတွေကိုမကြေမနက်ပြောဆိုရင်းနဲ့အိမ်အောက်ကိုဆင်းခဲ့တယ်အောက်ထပ်မှာတော့ဖိုးလုံးလေးအာသူဘချဖို့ကိစ္စကိုစီစဉ်နေကြတယ်တကြီးသမီးဖြစ်သူကြီးမကတော့တားစိတ်နဲ့အိပ်ရာထဲလဲပြီးတော့အတန်တော်မထွက်နိုင်ရှာဘူးလေကလေးမသားရဲ့အလောင်းစင်ကြီးကခြံပြေမှာထီထီပါအလောင်းစင်နဲ့ထည့်ထားတဲ့ပန်းပေါင်းစုံရနံ့ကလည်းတအိမ်လုံးကိုပြန့်လွင့်နေရဲ့ရွာသားအားလုံးခြံထဲမှာအလုံးရှုံနေတဲ့အတွက်အလောင်းစင်သားမှာလူမရှိဘူးဒီချိန်မှာပဲခွေးတအုပ်ကအလောင်းစင်ကိုကြည့်ကဆူဆူဝါဦးလိုက်ကြတယ်အချိန်ကမဟုတ်ဦးလိုက်တဲ့ခွေးဦးတန်းကြောင့်အိမ်ထဲမှာရှိတဲ့သူတွေအားလုံးစက်သိမ်းဖြန်းကနေထသွားကြတယ်သူတို့အားလုံးရဲ့ကြည်ဟာချန်ပီယံအလောင်းစင်စီကိုရောက်သွားကုန်တော့တယ်တကြီးပိုးကောင်ကကိုယ်တိုင်ခွေးဦးတန်းဆိုကြောင့်ခေါင်းနှပန်းကြီးသွားတယ်အားလုံးရဲ့မြင်မှာအလောင်းစင်ရလှုပ်ရမ်းနေတာရွာသူတချို့ကလည်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စက်သိမ်းတပြန်းပြန်းထသွားကြတယ်အမလီအလောင်းစင်လှုပ်နေပြီခေကြပါအောင်တော့ဒီလိုအော်ဟစ်ရင်နဲ့တကြီးအိမ်ပေါ်ကိုပြေးတက်သွားကြတယ်တကြီးပိုးကောင်ကလှုပ်ရမ်းနေတဲ့အလောင်းစင်ကိုကြည့်ရင်အသက်ရှူရမတက်ကြောင်အန်းသွားတယ်တကြီးကျုပ်တို့ဘလို့လုပ်မလဲဖိုးလုံးလေးခြောက်နေပြီဗျဒီတိုင်းဆိုရင်မတာကိုထမ်းမဲ့သူရှိမှာမဟုတ်ဘူးလှုပ်ပါအောင်တကြီးရဲ့ကာလာသားကောင်းရဲ့စကားကြမှာတကြီးဟာတတိပြန်ဝင်လာကကဲလာကြစမ်းအလောင်းဘာကြောင့်လှုပ်တယ်လဲဆိုတာသိအောင်ငါချန်ပီယံကိုထွက်ကြည့်မယ်ဒီလိုပြောလိုက်တဲ့အခါဖဲသမားကြီးကမျက်လုံးပြူမျက်စံပြူနဲ့ဟာတကြီးကလည်းကြားကြိုက်ပါတယ်ဆိုမှအပေါက်လေးနဲ့လားဆိုသလိုဖြစ်နေပြီဒီလောက်အထင်ရှားကြီးတွေ့နေရတဲ့ဟာသွားမကြည့်နဲ့တော်ကြအခြေအနေပိုဆိုးလာရင်အားလုံးဒုက္ခရောက်ကုန်မယ်ဒီလိုဝင်ပြောလိုက်တယ်လေဖဲသမားကြီးရဲ့စကားကြောင့်တကြီးဟာမေးကြောကြီးတွေထောင်မတက်ဒေါသထွက်သွားကဟဲ့ကောင်ဒီရွာမှာငါတကြီးกว่าရှာမရှိနဲ့မင်းတို့ယောက်ျားမှန်ရင်ငါနဲ့လိုက်ခဲ့ဒါပဲဒီလိုပြောရင်းနဲ့ခြံဆက်ကိုရှေ့လန်းကျဲကြီးနဲ့ရှောက်သွားလေတော့တယ်ရွာသားတွေကတကြီးရဲ့စကားကြောင့်ဟဲ့ကောင်နေခဲ့တဲ့ကောင်မိမရှာဖြစ်လိမ့်မယ်တေတနေ့မွေးတနေ့ပဲကွာလိုက်သွားရအောင်ဒီလိုစော်ဩပြီးတော့တကြီးနောက်ကိုပြေးလိုက်ကြတော့တယ်သူတို့အားလုံးခြေလက်တွေအေးဆက်နေသလိုရင်တွေတိမ်တိမ်နဲ့ခုန်နေကြတယ်ခြံဝါကိုရောက်တဲ့ကတကြီးကအလောင်းစင်ကိုလှမ်းကြည့်ရင်ဟင်အလောင်းစင်ကမလှုပ်တော့ပါလားငါပဲမျက်စိမှားသလားကွဒီလိုမျက်လုံးပုတ်ပြီးတော့ရေရွှတ်လိုက်တယ်တကြီးနဲ့ရွာသားတွေဖိုးလုံးလေးရဲ့အလောင်းကိုတွေ့ငေးဆိုင်ကြည့်ရင်မလုံးမရှက်ငြိမ်သက်နေကြတယ်အချိန်ကြာရောက်တဲ့အခါတကြီးတို့ဟာဖိုးလုံးရဲ့ကိုယ်လောင်းကိုမြေချဖို့အတွက်ထွက်လာခဲ့ကြတော့တယ်အလောင်းတန်းနဲ့လေးယောက်ကအကြောက်လွန်ပြီးတော့ဒူးရိုက်နေရဲ့လေအာသူပေါပို့မှာပါဝင်တဲ့သူအားလုံးကမျက်နှာမตาရသလိုမျက်လုံးတွေကလည်းကနာမငြိမ်ဘူးအားလုံးရဲ့စိတ်ထဲမှာဘာဖြစ်မလဲဆိုတာစိုးရိမ်မှုတွေကြီးစိုးနေရဲ့ရွာသူတယောက်ကနဘေးမှာရှိတဲ့အဖေါ်ကိုလက်လန်းတို့ရင်ဟဲ့ကောင်မငါတွေ့ဘူးတမျှမตาထဲမှာလေဖိုးလုံးလောက်ကြောက်ဖို့ကောင်းတဲ့မตาမရှိဘူးဟဲ့ဒင်းလေးကခလေးမตาဖြစ်ပြီးတော့တိတ်ချောက်တယ်ငါတင်းညံ့အောင်မလိုက်ရဲဘူးတကြီးလစ်တာနဲ့လှည့်ပြန်တော့မယ်ညီရောဘလို့လဲဒီလိုမေးလိုက်တဲ့အခါမှာအဖေါ်ဖြစ်သူကငါလည်းတကြီးကိုကြောက်လို့သာလိုက်လာခဲ့ရတာကြောက်လွန်းလို့သေးတောင်ထွက်တော့မယ်ညီးပြန်ရင်ငါလည်းပြန်မယ်ဒီလိုပြန်ပြောတယ်လေသူတို့နှစ်ယောက်ကလူအုပ်ကြီးရဲ့အနောက်မှာကြံရစ်အောင်လို့ဖြည်းဖြည်းလေးရှောက်ကြတယ်လူအုပ်ကြီးရဲ့နောက်ဆုံးကိုရောက်တဲ့အခါမှာတော့နှစ်ယောက်သာနောက်ကိုလှည့်ပြေးကြတော့တယ်နောင်ဝေဝေးဆိုတဲ့ကျေးစီတန်တဲ့သူအာသူဘပိုးတဲ့သူတွေကရွာစုံကိုရောက်သွားကြတယ်ရွာစုံမှာရှိတဲ့ဒိုးစာရဲ့ခြံရှိရနေအဖြတ်မှာတော့တကြီးဟာခြံထဲကိုလှမ်းကြည့်တယ်
စပင်ဖိုးယိုဖာရအနက်ရောင်တပတ်ကြီးကိုခြုံကားတောင်ဝေးကြီးနဲ့ဒေါ်ဦးစားတဲလေးရဲ့ရှေ့မှာမမကြီးရက်နေရဲ့လေသူမရဲ့မျက်လုံးတစ်စုံကအာတူပါပိုးတဲ့သူတွေကိုစိုက်ကြည့်နေတယ်သူကြီးဥပိုးကောင်ကဒေါ်ဦးစားကိုလှည့်ကြည့်ရင်းနဲ့ချက်သိမ်းထတယ်လို့ခံစားလိုက်ရှာတယ်ချစ်တီမဲ့ကဲပါမိုင်ဒင်းမျက်နှာမြင်ရအော်နှလုံးနာတယ်ဟဲ့ကောင်နေမြန်မြန်ရှောက်ကြစမ်းတကြီးဟာဒေါ်ဦးစားကိုကြည့်ရင်းနဲ့မကြေမနက်ရေရွတ်လိုက်တယ်တကြီးရဲ့စကားကြောင့်အလောင်းထမ်းတဲ့သူတွေကမျက်နှာရှုံတွသွားကကျုပ်တို့လည်းသွားနေတာပဲတကြီးကဝိုးရွာထားတော့မြေကြီးတွေကချော်နေတယ်မနေထိတ်ပြီးတော့ရှောက်နေရတယ်ဗျအလောင်းစင်ရွာစုံရောက်မှပဲပိုလေးလာတယ်လို့ပဲဒီလိုပြောတဲ့အခါမှာတော့တကြီးကမျက်မှောင်ကျုံရင်ဟဲ့ကောင်နေမင်းတို့စကားတွေကိုချဲ့ကားဖို့မစင်စားနဲ့အလောင်းထမ်းရတာကြလို့လက်အံသေးလာတာကိုဘာလို့ငါမြည်ကိုမြန်မကောင်းဆိုးရလို့ပြောနေသေးရလဲဟမ်ဒီအခါမှာအလောင်းထမ်းတဲ့သူတွေကဘာမှဆက်မပြောတော့ဘဲနဲ့ငြိမ်ကျသွားတော့တယ်တုတ်တန်ကိုရောက်တဲ့အခါအသင့်တူးထားတဲ့မြေကျင်းနဲ့အလောင်းကိုချပြီးတော့မြေဖို့ဖို့အတွက်စီစဉ်ကြတယ်တကြီးသမီးကြီးမကတားဖြစ်သူကိုနောက်ဆုံးနေနဲ့ကြည့်ရင်ငငယ်ရွရွနဲ့အဖြစ်ဆိုးလိုက်တဲ့ကလေးအမေရင်တွေကွဲပါပြီသားရဲ့အမေရင်တွေကွဲပါပြီဖိုးလုံးလေးရဲ့ဒီလိုရင်ရွတ်ပြီးတော့ရင်ဘတ်စီတီငိုတော့တယ်ကြီးမဟာငိုကြွေးရင်းနဲ့နားတဲ့အတန်တစ်ခုကြားလိုက်ရှာတယ်အတန်အဝေးကနေလာသလိုအနောင်ကိုကတ်သွားသလိုနဲ့ဒါပေမဲ့အထင်ရှားကြီးကိုကြားလိုက်ရှာတာအမေကြီးမဟာအတန်ကြားတဲ့အတွက်သွေးယူသွေးတန်းဖြစ်သွားကအမလေးငါသားလေးခေါ်နေပြီသားရီဖိုးလုံးဘယ်မှာလဲဒီလိုအော်ဟစ်လိုက်တော့တယ်တကြီးဟာစိတ်မသက်သာစွာနဲ့သမီးဖြစ်သူကိုကြည့်ကားကြီးမရဲ့တတိထားဆက်မှာစိတ်ကိုတင်းထားဒီလိုနှစ်သိမ့်စကားပြောရတယ်လေအလောင်းမြေဖို့မှုအပြီးမှာတော့သူတို့အားလုံးတင်းကျန်းကိုပြန်ဖို့အတွက်ပြင်လိုက်ကြတယ်ဒီအချိန်မှာပဲခြောက်ချားတုံလို့ဖွယ်ရကောင်းတဲ့အတန်ကြီးတစ်ခုကိုအားလုံးကြားလိုက်ရှာတယ်တဟီးဟီးနဲ့ကလေးတယောက်ရဲ့ငိုရှိုက်တဲ့အတန်ကြီးဒေါ်စားတယောက်တောင်ဝဲကိုအားပြုထောင်ရင်ဖျားရှင်မြင်တော်ပေါ်တက်ခဲ့လွယ်တရားဖန်ခွက်လေးကိုထုတ်ပြီးတော့ထိုင်လိုက်တော့တယ်ဒေါ်စားမျက်လုံးစုံမိတ်ပြီးတော့ဖျားဝှက်ပြူလိုက်တယ်ဖျားဝှက်ပြူပြီးမှတော့တရှက်ရှက်နဲ့ထမိန်ခက်တန်ကိုကြားလိုက်ရတယ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ရှေ့မှာရက်နေတဲ့တကြီးသမီးကြီးမကအကျွေးစိတ်တစ်စိတ်ကိုတန်ခွက်ထဲကိုပစ်ချလိုက်တယ်အကျွေးစိတ်လေးကတန်ခွက်ရဲ့နှကန်းဆောင်လေးကိုထိမှန်ပြီးအရှိန်နဲ့အပြင်ကိုလွင့်စင်သွားတယ်ဒီအခါမှာကြီးမဒေါ်စားရဲ့မျက်နှာကိုစစ်စစ်ကြည့်ရင်ဘာကြည့်နေရလဲလိုက်ကောက်လေအကျွေးစိတ်လွင့်သွားတာရှင်းမမြင်ဘူးလားဟောဒီအကျွေးစိတ်တစ်စိတ်ကကျုပ်တို့လိုငွေရှိလူတန်းစားရတဲ့တရောင်းစားကိုပေးကန့်တာပေါ့လေရှင်တို့လိုကဲပါတွေအတွက်ကတော့ထမင်းထုတ်တထုတ်ရတယ်လိုက်ကောက်စမ်းပါဒီလိုလေးတန်းတင်းတင်းနဲ့ပြောလာတယ်ဒေါ်စားကြီးမရဲ့စကားကြောင့်အသေးနာမတက်ခံစားလိုက်ရှာတယ်ဒါကြောင့်မိဝင်းဝင်းတောက်နေတဲ့မျက်လုံးတစ်စုံနဲ့မတ်တက်ရက်လိုက်ရင်ဟဲ့တရိတ်ဆန်မတရောင်းစားကိုပေးကန့်တာလေအလူတစ်မျိုးပဲဟဲ့လူတက်ရင်မြတ်တယ်ဆိုတာညီးမသိဘူးလားညီးဟာစေတနာစိတ်မရှိပဲစွန့်ကြဲတဲ့အတွက်အပယ်ကိုလားရလိမ့်မယ်ညီးတည်တဲ့အခါညီးရဲ့အသားခွေးနဲ့တွေဝိုင်းဆွဲတဲ့အဖြစ်မျိုးငရဲခံရလိမ့်မယ်ဒီလိုပြောလိုက်တော့တယ်လေဒေါ်စားရဲ့စကားကြောင့်ကြီးမဟာမျက်နှာအကြီးကျယ်ပြတ်သွားတယ်ရှင်ကျုပ်ကိုချိန်စာတိုက်နေရလားမကောင်းဆိုးရမိုင်ဒီလိုအတန်ကုန်အော်ဟစ်လိုက်တယ်ဒေါ်စားကြီးမရဲ့စကားကိုဂယုမပြုဘဲနဲ့အကျေစိတ်လေးကိုကောက်လိုက်တယ်ပြီးတော့ကြီးမရှိရာတလန်းချင်းလျှောက်သွားတယ်ရော့ဟောဒီအကျွေးစီကိုယူထားညီးရမကြခင်အသေးဆိုးနဲ့သေလိုက်မယ်အဲ့ဒီခါကျရင်ဒီအကျွေးစီကညီးရဲ့ကရိုးကပဲဒီလိုပြောရင်းနဲ့ကြီးမရဲ့ပါးစပ်ထဲကိုအကျွေးစီကိုထိုးထည့်လိုက်တယ်ရုတ်တရက်ဖြစ်ဖြစ်ကြောင့်ကြီးမဟာငင်းဆန်ချိန်မရလိုက်ဘူးအကျွေးစိပါးစပ်ထဲရောက်တော့မှရှူးရှူးရှားရှားအမူအရာနဲ့ဒေါ်စာကိုတုံ့ပြန်ဖို့အတွက်ပြင်လိုက်တော့တယ်ဒီအခါမှာပဲတကြီးတပည့်ငအေးရောက်လာကမကြီးမအမကိုတကြီးခေါ်နေတယ်အမြန်လာပါတဲ့ဒီလိုပြောတော့တယ်လေကြီးမဟာဒေါ်စာရဲ့မျက်နှာကိုဒေါသတကြီးကြည့်ရင်ကဲပါကဝေမကြီးရှင်ကျုပ်ကိုချိန်စာတိုက်တယ်ရှင်ကိုလုံးဝမကြည့်နဲ့ဘူးဒီလိုရေရွတ်ပြီးတော့ရိုက်နှက်ဖို့အတွက်ရွယ်လိုက်တယ်ငအေးဟာဒေါ်ဦးစားနဲ့ကြီးမရဲ့ခြေနေကိုရိတ်စားမိသွားကကဲပါမကြီးမရဲ့တကြီးသမီးဖြစ်ပြီးတော့ဖះမှာရံမဖြစ်ပါနဲ့လူကြားလို့မကောင်းပါဘူးလာပါဗျာဒီလိုပြောရင်းနဲ့ကြီးမကိုဆွဲခေါ်သွားတယ်ကြီးမဟာဒေါ်ဦးစားကိုမကြည်မနှက်ကြည့်ရင်င
ငအေးရဲ့ဆွဲခေါ်ရာနောက်ကိုပါသွားလေတော့တယ်။ဒေါ်စာကြီးမရဲ့ကြောပြင်ကိုကြည့်ကနာကြီးခံပြင်းစိတ်တွေလိုက်တက်လာတယ်။သူမရဲ့ရင်ထဲမှာတကြီးမိသားစုပေါ်ပုံမနာကြီးစိတ်တွေကိန်းအောင်လာတယ်။အယိုးတောင်ဝေးကိုစုပ်ကင်ထားတဲ့သူမရဲ့လက်တစုံဟာနာကြီးမှုကြောင့်တဆန်းဆန်းနဲ့တုန်နေတယ်။အုံတော်တရွာလုံးအိမ်မောကျနေချိန်တကြီးသမီးကြီးမတယောက်နည်းနည်းရှာရှာအိပ်ပျော်နေရဲ့ဒီအချိန်မှာပဲအခန်းတကားလာခောက်တဲ့တန်ကိုကြားလိုက်ရတယ်။ကြီးမဟာတကားခောက်တန်ကြောင့်လန်နိုးလိုလာတယ်။သူမဟာအိမ်မုံဆုံပွားအမူအရာနဲ့တကားကိုထောက်ဖွင့်လိုက်တယ်။သူမတကားထောက်ဖွင့်လိုက်တဲ့စင်မှာပဲပြေးထွက်သွားတဲ့ကလေးတယောက်ရဲ့တံတန်ကိုရှိတ်ကနေမြင်လိုက်ရတယ်။ဟင်ငါသားလေးဖိုးလုံးလေးကြီးမဟာရေရွတ်တန်တဲ့အတူကလေးငယ်နောက်ကိုလိုက်သွားလေတော့တယ်။ကလေးငယ်ရဲ့တံတန်ဟာအပေါ်ထက်လေကားအတိုင်းပြေးဆင်းသွားတာ။ကြီးမကလည်းတောင်းကိုမြင်တွေ့ခြင်းစိတ်နဲ့အသေးအတန်ပြေးလိုက်တယ်။ကြီးမဟာကလေးငယ်ရဲ့နောက်ကိုပြေးလိုက်ရှင်ရွာစုံဘက်ကိုရောက်မှန်းမသိရောက်သွားတယ်။သူမဟာပတ်ဝန်းကျင်ကိုတတိပြုမိတဲ့အခါမှောင်ကြီးမဲမဲတဲ့ကိုရောက်နေတယ်ဆိုတာကိုသိလိုက်ရတယ်။တားရီဖိုးလုံးဘယ်မှာလဲအမေကိုကိုရောင်ပြပါအောင်တားရဲ့ကြီးမဟာသွေးရသွေးတန်းနဲ့ရေရွတ်လိုက်တယ်ဒီအချိန်မှာပဲသူမနဲ့မလန့်မကန့်မှာထီထီရက်နေတဲ့အဖြူရောင်ဝစ်စုံနဲ့ဖိုးလုံးကိုတွေးလိုက်ရှာတယ်ဖိုးလုံးဟာသူမကိုမျက်တောင်မခတ်စတန်စိုက်ကြည့်ရင်းနဲ့လက်ရက်ခေါ်နေရကြီးမကတော့ဖိုးလုံးရှိရာကိုသွေးရသွေးတန်းပြေးသွားတယ်ခလေးငယ်ရဲ့အနားကိုရောက်ခံနေမှပဲတစုံတစ်ခုကိုတတိပြုမိလိုက်တယ်သူမကြောက်ကဘာကြီးတစ်ခုရဲ့အဆက်မှာနေပြီးဒီအချိန်မှာပဲသူမရဲ့ခြေထောက်ကကြောက်ကဘာကြီးတဲ့ကိုချော်ကျသွားတယ်။အားကနေအော်တန်ကိုကြားလိုက်ရတယ်။မနက်မိုးလင်းအချိန်တခုတကြီးနဲ့ရွာသားအားလုံးရွာပြင်ကြောက်ကဘာမှာစုပြုံရောက်နေကြတယ်။တကြီးရဲ့မျက်လုံးမှာမျက်ရည်စာတွေစုပ်နေရလေ။ရွာသားအားလုံးကလည်းမျက်နှာပြက်နေကြတယ်။သူတို့အားလုံးကြောက်ကြီးတဲ့ကိုစိုးရိမ်တကြီးနဲ့ကြည်နေကြတယ်။ရွာသားတချို့ကအလောင်းကိုထမ်းရင်းနဲ့ကြောက်ထရခဲရခဲစေးပြန်တက်လာကြတယ်။ကျောင်းဆက်ကလူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။အလောင်းထမ်းလာတဲ့သူတွေကကျောင်းထိပ်ရောက်တဲ့အခါမှာအလောင်းကိုမြေမှာချလိုက်တယ်။တကြီးပိုးကောင်တယောက်အလောင်းသားကိုသွားကအဖြစ်ဆိုးလိုက်တာသမီးရဲ့။ဘာကြောင့်များကိုတေချောင်းကြံရတာလဲ။အဘဘလို့ဖြေရမှာလဲသမီးရဲ့။ဒီလိုရေရွတ်ရင်နဲ့ငိုချလိုက်တော့တယ်။ရွာသားတွေကအလောင်းကိုဝိုင်းအောင်ကြည့်ရင်ဖိုးလုံးလေးတေတာမကြသေးဘူး။မကြီးမကြောက်ထဲကိုခုန်ချသွားတယ်။ဒါဟာဖိုးလုံးလေးကသူ့အမေကိုခေါ်သွားတာများလားဖြစ်နိုင်တယ်ကွာမကြီးမအเจ้าမဲတော့ကြောက်သေးခုံချမှာမဟုတ်ဘူးဖိုးလုံးလေးကမက်အေကိုတိတ်ချစ်တာဒါကြောင့်လက်ပြနှုတ်သွားတာဖြစ်မယ်ဒီအချိန်မှာပဲရွာသူတအုပ်ရောက်လာတယ်ရွာသူတွေကကြီးမရဲ့ရုပ်ပြက်စင်ပြက်ဖြစ်နေတဲ့အလောင်းကိုကြည့်ရင်ဒါသွေးယူတရတော့မဖြစ်နိုင်အောင်နော်ကဲပါမကြီးဒေါ်ဥစားเจ้าမဲဖြစ်ရမယ်မနေ့ကမကြီးမကိုကျုပ်အကျွေးသွားဆက်တော့သူပြောခဲ့တယ်ဒေါ်ဥစားကူပြောက်ကြီးဖះမှာသူ့ကိုအသေးဆိုးနဲ့တိမ်မဲလို့ကြိတ်နေတဲ့မကြီးမပြုတ်စားခံလိုက်ရတာရွာသူရဲ့စကားကြောင့်တယောက်တစ်ပေါက်အတန်တွေအားလုံးငြိမ်ကျသွားတယ်တကြီးပိုးကောင်ကရွာသူရဲ့မျက်နှာကိုစစ်စစ်ကြည့်ရင်နင်ပြောတာတကယ်ပဲလားဒါနောက်เสียမဟုတ်ဘူးနော်ငါသမီးသေးတာဒေါ်ဥစားကြောက်မှန်ရင်ငါကိုယ်တိုင်တင်းကိုတတ်မှာဒီလိုဒေါသတကြီးနဲ့မေးလိုက်တယ်ရွာသူကတကြီးကိုမဝင့်မရဲကြည့်ရင်ကျုပ်ကိုတော့မကြီးမပြောခဲ့တာအမှန်ပါပဲဒါပေမဲ့ကျုပ်ကိုယ်တိုင်မမြင်ရတော့ဟုတ်မဟုတ်ဆိုတာမသိပါဘူးဒီလိုပြောလိုက်လေတော့တယ်ဒီအခါမှာအယူသီးတဲ့အဖွားကြီးတယောက်ကမတ်အိုစာကဲပါမျိုးပေမဲ့သူ့မှာမမြင်ရတဲ့အဆောင်အရှောက်တွေရှိတယ်ပြီးတော့သူ့မှာစိတ်တကူရှိရလို့ကျုပ်ထင်တယ်သူဟာလူတယောက်ကိုနမိတ်ဖက်ရင်တကယ်ပဲအဲ့ဒီလူဟာကံကြမ္မာဆိုးရတာဘာကြောင့်လဲဆိုတော့ကျုပ်သားလေးကိုယ်တိုင်ကြုံခဲ့ရလို့သားလေးကအရက်မူးပြီးတော့ဒေါ်ဥစားနဲ့ပြဿနာဖြစ်ခဲ့ဘူးတဲ့အိမ်လဲရောက်ရောဖနှက်ချွတ်တင်သွေးရံပြီးတော့တေဆုံးခဲ့ရတယ်သူမသိခင်မှာကြောင်ကရန်းနဲ့ရေရွတ်သွားတဲ့စကားဒေါ်ဥစားသူ့ကိုပညာနဲ့လှုပ်တယ်တဲ့ဒါကြောင့်ကျုပ်ကတော့ကြီးမတေးရတာဒေါ်ဥစားကြောင့်လို့ပဲယူဆတယ်ဒီလိုပြောတော့တယ်အဖွားကြီးရဲ့စကားကိုရွာသားတွေကပါဒီတိုင်းဆိုရင်တကြီးမအန္တရာယ်ရှိနေပြီတခါဒေါ်ဥစားသူ့မိအိုးပြင်းနဲ့ပတ်သက်ပြီးတော့တကြီးတို့ကိုမိုးပြိုကြတယ်လို့ခန်းစားစေရမယ်လို့ချိန်ခဲ့တာကြုံမှတ်မိရဲ့ဒီမိန်းမကြီးကတိတ်အညိုကြီးဟာဖိုးလုံးလေးသေးတယ်အခုမကြီးမသေးရဲ့ပြီးရင်တော့တကြီးအလက်စကားမဆုံးခင်မှာပဲတကြီးဟာဒေါသတန်နဲ့တိတ်ဆန်းအားလုံးတိတ်ကြတော့
ဘာမဟုတ်တဲ့ကဲပါတယောက်ကငါ့ကိုကန်ကြမှာပြောင်းလဲနိုင်တယ်ဆိုတာလက်မခံအောင်ဒေါ်အိုစာနဲ့ငါတို့မိသားစုကြားမှာရန်ညိုးတွေရှိခဲ့တယ်ဒါဟာအမှန်တရားပဲဒါအပြင်ဘာမှမရှိနိုင်ဘူးဖိုးလုံးလေးကဝမ်းရောဂါကြောင့်သေဆုံးခဲ့ရတာကြီးမကကြောက်ကဘားတဲ့ကိုခုန်ချပြီးတော့သေဆုံးရတယ်ဒါတွေအားလုံးကမမြင်ရတဲ့ကံကြမ္မာကြောင့်ဖြစ်ခဲ့ရတာပဲဘသူပယောကမှမပါနိုင်ဘူးခမည်းတော်အားလုံးအတွေးခေါင်နေကြပြီကဲအချိန်မရှိဘူးအာတုဘကိစ္စကိုစီစဉ်ကြပြီးတော့ဒီလိုစိတ်ခိုင်းလေတော့တယ်လေညအချိန်တကြီးပိုးကောင်ရဲ့အိမ်မှာမီးရောင်နေထိန်ကြီးလိုနေတဲ့ဒုတိယမြောက်အာတုဘမကြီးမရဲ့အလောင်းစင်ရာခြံဝိုင်းရဲ့တောက်မှာထီထီတကြီးပိုးကောင်တယောက်စိတ်ဖိစီးမှုကြောင့်အိယာထက်မှလဲနေရောတယ်အိမ်ရှိကိုပြစ်ကြီးမှာတော့ရွာသားတစုဟာဖဲရိုက်ရင်းနဲ့ပွက်လုံးရှိုက်နေကြတယ်အိမ်နောက်ဘက်မှာတော့ရွာသူတွေကချွေးတီးတီးကြရင်နဲ့ချက်ပြုတ်နေကြတယ်လာမိုင်းညာဖြစ်တာကြောင့်တကြီးအိမ်အားလွယ်ပြီးတရွာလုံးကမှောင်မဲလိုနေတယ်ဖဲသမားအေးတာတယောက်ကတော့စိတ်ပြက်လက်ပြက်အမူအရာနဲ့ဖဲဝိုင်းရထားလိုက်တယ်တော်ပြီကွာပါသမျှလည်းပြက်ပြီးအိမ်ပြန်ပြီးအိတ်တာပဲကောင်းတယ်အေးတာကျန်တဲ့သူတွေကိုပြောပြီးတော့အရက်ဝိုင်းရှိရာကိုရှောက်သွားတယ်ကိုကိုပင်ကြီးအောင်ဝိုင်းဖွဲ့နေတဲ့ရွာသားတစုရဲ့အရက်ဝိုင်းအေးတာတယောက်ကတော့ပလင်းတစ်လုံးကိုကောက်ဆွဲပြီးတော့တရှိန်ထိုးမောချလိုက်တယ်ဒီအခါမှာအရက်ဝိုင်းကလူတယောက်ကဟဲ့ကောင်အေးတာရေလေးပါလေးလဲရောပါအောင်ကွာအငမ်းမရတောက်နေလိုက်တာတော်ကြကြီးမနောက်ကိုလိုက်နေရမယ်ဟိဒီလိုစနောက်နေတယ်လေဒီတော့လဲအေးတာပေါ့ဗျာဖဲရှုံလို့စိတ်ညစ်နေတာဗျကျုပ်ကိုတစ်လုံးလောက်ပေးလိုက်စမ်းပါအေးတာပြောဆိုရင်းနဲ့အရက်တစ်လုံးကိုလှမ်းဆွဲလိုက်တယ်ပြီးတော့တရင်တရိုင်ခြေလန်းနေတဲ့ချန်ပီယံကိုထွက်သွားတယ်ရွာလန်းတစ်ချောင်းမှောင်မဲပြီးတော့လူပြက်လို့နေတယ်အေးတာကအရက်မော့ရင်းနဲ့ရှောက်သွားတယ်တပြေးပြေးတက်လာတဲ့အရက်ရှိန်ကြောင့်သူ့ရဲ့အမြင်အာရုံတွေဝိုးတော်ဝါဖြစ်လာတယ်သူ့ရဲ့ခြေထောက်တွေလေထဲမှာလမ်းလျှောက်ရသလိုပေါ်ပါလို့နေတယ်အေးတာတယောက်အရက်အရှိန်မြင့်လာတာနဲ့အမျှထွေပြီးတော့တချင်းတွေအော်ဆိုပြစ်လိုက်တယ်အေးတာရဲ့ကပေါက်တီကပေါက်ချဆိုတဲ့အတန်ကြီးကရွာလန်းတစ်လျှောက်မှာပြန့်လွင့်လို့နေတယ်ငှက်ဆိုးတကောင်ကဂီးကနေအော်မြင်ရင်သူ့ရဲ့ခေါင်းပေါ်ကနေဖြတ်တန်းသွားတယ်အေးတာငှက်ဆိုးကိုမောကြည့်ရင်မကြည်မနှက်ဆဲဆိုလိုက်တယ်ဒီအချိန်မှာခေါင်းမွေးတွေထောင်ထမတက်သူထိတ်လန့်သွားတယ်သူ့ရဲ့ရှေ့တက်တက်မှာမိန်းမတယောက်ကလေးတယောက်ရဲ့လက်ကိုဆွဲရင်းနဲ့ရှောက်လာတယ်အေးတာဝေဝါးနေတဲ့မျက်လုံးကိုအတင်းပုတ်ကြည့်တယ်အထက်အောက်အဖြူဝစ်ထားတဲ့မိန်းမနဲ့ကလေးကိုအထင်ရှားကြီးတွေ့နေရတယ်အေးတာတယောက်ကြည့်နေတော့မှပဲတကူလုံးရှိန်ကနေဖြစ်သွားတယ်စသိမ်ဖြန်းကနေထားပြီးတော့လက်ဖျားတွေလည်းအေးဆက်လာတယ်ဒီအချိန်မှာပဲအဖြူရောင်ပုံရိပ်ကသူ့ရဲ့မလန်းမကန့်ကိုရောက်လာတယ်အနီးကပ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အေးတာအသေးပြက်လူမတက်ခြောက်ချားသွားတယ်တကြီးသမီးကြီးမနဲ့တားဖြစ်သူဖိုးလုံးအေးတာတယောက်ကြည့်နေရှင်နဲ့အားကနေငေးတန်းပေါအောင်အော်ဟစ်လိုက်တယ်သူ့ရဲ့တရင်တရိုင်ခြေလန်းနေရတကြီးရဲ့အိမ်ဘက်ကိုဥတီလိုနေတယ်အမလေးကဲကြပါအောင်တစီရီဒီလိုသွေးယူသွေးရနဲ့အော်ဟစ်လိုက်တဲ့အတန်ကြီးကအမောင်ထုကိုဖုံးလွှမ်းသွားတယ်အာတုဘအိမ်မှာရှိတဲ့သူတွေအားလုံးကအတန်ကြောင်ခေါင်းနှပန်းကြီးသွားကြတယ်လူအားလုံးတထိတ်တလန့်ဖြစ်ပြီးတော့ခြံဝါကိုပြေးထွက်ကြတယ်တကြီးပိုးကောင်ကိုယ်တိုင်အိယာထက်ကနေဆက်ခနဲထပြီးတော့ပြေးထွက်ခဲ့တယ်တကြီးဟာဇောစိတ်နဲ့အိမ်အောင်ထက်ကိုဆင်းဖို့အတွက်ပြင်လိုက်တယ်လေကားထိပ်ကိုရောက်တဲ့အခါခေါင်းတစ်ခုလုံးချချလေးတလို့ခန်းစားလိုက်ရတယ်ပြီးတော့ကိုမထိန်နိုင်ပဲနဲ့လေကားအတိုင်းတလိတ်ခေါင်ခွေပြုတ်ကြတယ်တပုံးပုံးတန်ကြီးကြောင့်ရွာသားတွေကအိမ်ထဲကိုပြေးဝင်လာကြတယ်ရွာသားအားလုံးစုပြုံရောက်ရှိချိန်မှာသွေးရိုင်နဲ့လဲနေတဲ့တကြီးကိုမြင်လိုက်ရတယ်ဟာတကြီးပြုတ်ကြတယ်ရွာသားတွေရဲ့တယောက်တစ်ပေါက်အတန်နဲ့အတူတကြီးကိုပြေးပွေစင်မှာတော့အကြီးအကျယ်သွေးပြက်သွားကြတယ်တတောင်လောက်ရှိတဲ့တန်ချုံကြီးတစ်ချောင်းတကြီးပိုးကောင်ရဲ့ပိုက်မှာထုတ်ချင်းပေါက်ဝင်ရောက်သွားတော့တယ်လေတင်းញိုင်းတစ်ခုလုံးကြေးစီတန်တွေဖုံးလွှမ်းလို့နေတယ်တကြီးပိုးကောင်နဲ့တမီးဖြစ်သူကြီးမရဲ့ရုပ်အလောင်းထမ်းလာတဲ့ရွာသားတွေသူတို့အားလုံးရဲ့မျက်နှာဟာသွေးမရှိလောက်အောင်ဖြူဖက်နေရဲ့သူတို့ဟာအသင့်တူးထားတဲ့မြေချင်းသားကိုရောက်တော့အလောင်းတွေကိုမြေချလိုက်တယ်အလောင်းမြေဖို့ပြီးမှတော့သူတို့ဟာတယောက်မျက်နှာတယောက်ကြည့်လိုက်ရင်နှလောင်းပြိုင်အာတုဘပေါ်တာရွာမှာနမိတ်မကောင်းဘူးဖိုးလုံးအားစရင်မတာ3လောင်းရှိပြီရွာမှာလူသေးရင်4လောင်းဆက်တိုက်ပေါ်တတ်တယ်ဆိုးရွားတဲ့အစင်လာပဲ4လောင်းမြောက်ကဘသူဖြစ်မလဲဒီလိုစိတ်မသက်သာဟန်နဲ့ရေရွတ်လိုက်တယ်ဒီအချိန်မှာပဲကောင်းကင်အုံမိုင်းလာတယ်တို့တူလက်ဓာငှက်တွေအုပ်ဖွဲ့ပြန်တန်းလာတယ်
တုတ်တန်နဲ့အသေးအတန်ပြေးနေတဲ့ကလေးတစ်ယောက်ဦးကြီးတို့အဖွားခြံဝမှာလဲနေတယ်ခေါ်လို့မရတော့ဘူးဟင်အိုပြည့်လေးပါလားဒေါ်ဥစားဘာဖြစ်လို့လဲဒီလိုဆိုတဲ့အမေနဲ့တူအားလုံးရဲ့ခြေလမ်းတွေကဒေါ်ဥစားရဲ့အိမ်ဘက်ကိုဦးတီလိုက်တယ်ဟိုရောက်တော့မြေပေါ်ခွေပြီးတော့လဲကျနေတဲ့ဒေါ်ဥစားကိုစိတ်မသက်သာဖွယ်တွေ့လိုက်ရတယ်သူမရဲ့နဘေးအုံခဲနေတဲ့လက်ထောက်ကောင်တွေရွာသားတွေအေးဆက်တောင်းတင်းနေတဲ့ဒေါ်ဥစားရဲ့ကိုယ်ကိုစိတ်မကောင်းကြီးစွာနဲ့ငေးဆိုင်ကြည့်နေကြတယ်ရွာတလေးအရာမตาလေးလောင်းပေါ်ရင်နောက်ဆုံးမตาကိုနေမကူးစီအောင်ဒါကြောင့်အားချင်းမြေချဖို့အတွက်စီစဉ်ကြတယ်ရွာသားတွေရဲ့ရင်ထဲမှာကပ္ပရံအလားမတင်မြတ်တဲ့တကြီးတို့မိသားစုနဲ့ဒေါ်ဥစားတေဆုံးပုံကိုတွေးမရအောင်ဖြစ်နေကြတယ်အယူသေးရဲ့လူကြီးတချို့ကတော့တကြီးတို့သားဖာဒေါ်ဥစားရဲ့ချိန်ဆမှုတွေကိုအညှိုးထားတဲ့အတွက်လက်ပြပြန်နှုတ်သွားတယ်လို့ယူဆကြတယ်အလောင်းမြေချပြီးတော့ရွာသားတွေပြန်တဲ့အခါတင်ញိုင်ကုန်းလေးကအထီးကျန်စွာနဲ့ကြံရစ်ခဲ့တော့တယ်အဲဒီညတကောင်ချိန်လောက်မှာတော့ခွေးဥတန်နဲ့အတူငှက်ဆိုးထိုးတန်တွေတင်ញိုင်တွင်မှာကြီးစိုးလို့နေရဲ့လာရောင်ရဲ့ဝိုးတဝါအလင်းရောင်အောက်မြေပုံတစ်ခုရဲ့မြေကြီးတွေကဖွားကနေလွင့်စင်သွားတယ်။ဟုံးကနေအတန်နဲ့တူအခေါင်ဖုံကြီးမြောက်တက်သွားတယ်။စပင်ဖယိုဖရဲနဲ့မမကြီးရက်နေတဲ့တံတစ်ခုဟာ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 ငါပဲတော့မှမသိဘူး။နင်တို့အားလုံးစီကိုငါပြန်လာပြီ။မတ်အိုစာဆိုတဲ့ငါဟာပဲတော့မှမသိနိုင်ဘူး။ဟာ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 အတန်အော်ကြီးဟာတင်းကြိုင်းမြေထက်မှာပဲ့တင်ထက်သွားတော့တယ်။တကယ်လို့ဒေါ်ဥစားမသေးဆုံးပဲနဲ့မိမျောချင်းကိုသာရွာသားတွေတီးခဲ့မဲဆိုရင်အုံတော့ရွာရဲ့အလောင်းလေးလောင်းပေါ်တက်တဲ့အယူသီးမှုကပျောက်ကွယ်သွားမှာလားပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့တိုက်နှစ်သက်စေမယ့်ဇလန်းကောင်းလေးများစွာကိုတင်ဆက်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ရှင်